နေ့နှုတ်ကပတ်တော်အတွက်ဘယ်နှယောက်အစင်းသင်းဖြစ်ကြလဲမသိဘူးနော်အစင်းသင်းဖြစ်ဘယ်နှယောက်အစင်းသင်းဖြစ်စိတ်လုံးဘယ်နှယောက်စိတ်လုံးရှားကြတယ်လဲဆရာမခိုင်တူတူလေးတဲ့ဆိုစိတ်လုံးရှားတာလည်းနှစ်မျိုးနှစ်စားရှိတယ်တချို့ကအယမ်းကိုလိုချင်လို့သိချင်လို့စိတ်လုံးရှားတယ်တချို့ကကြတော့ကြောက်နေလို့စိတ်သာလုံးရှားတာကြောက်လို့ဘာတွေများဖြစ်လာမလဲဘာတွေများပြောမလဲဘာတွေများကြမ်းတမ်းလာမလဲဆိုတချို့ကအဲ့လိုကြောက်နေစိတ်လုံးရှားတာရှိတယ်တချို့ကကြောက်တကယ်ကိုလိုချင်လို့စိတ်လုံးရှားတာရှိတယ်ဘလို့အကြောင်းပဲဖြစ်ဖြစ်ဒီကနေ့မှာနှုတ်ကပတ်တော်တည်သောယေရှုဖခင်နှုတ်ကပတ်တော်ကိုဖွင့်ပြမယ်သန့်ရှင်းသောဝိညာဉ်တော်ဖခင်ဟာဒီအသင်းတော်ကိုအထူးပဲချစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ဟာဖခင်ရှင်ဟာရောက်ရှိလာတာဖြစ်တယ်ဒါကြောင့်မလို့အားလုံးလက်ခုပ်တီးလက်တစ်ခေါက်ပြန်စိတ်လှုပ်ရှားစွာနဲ့ပြန်လည်ကြိုးဆိုရအောင်အာမင်ဟာလေလုယာโอเคကဲကျွန်မပြောလိုက်တဲ့သတို့သမီးအပေါင်းတို့လို့ပြောလိုက်တဲ့အခါမှာဒီမှာရှိတဲ့ယောက်ျားမိန်းမအယောက်စီတယ်နော်လူကြီးလူငယ်အယောက်စီတယ်ကယေရှုရဲ့ချစ်တဲ့သတို့သမီးများဖြစ်တယ်ကိုသိလားကဲဘေးကလူပြောလိုက်ပါဦးဟဲ့ငါယေရှုချစ်တဲ့သူတို့သမီးနော်လို့နော်ကိုဘေးကလူတေချာပြန်ပြောလိုက်ဟိုမှာဘေးကလူမရှိအော်ကိုလည်းပြောကိုဘေးကလူပြောသင်ဟာလည်းယေရှုချစ်တဲ့သူတို့သမီးပဲနော်ဆိုတော့ပြန်ပြောရအောင်နော်ကိုသူတို့သမီးမှဘယ်နှယောက်သိတဲ့လူရှိတယ်လက်မထောင်တဲ့လူကမသိဘူးရှင်နဲ့နော်အော်ဒီနေ့အဲ့ဒီသူတို့သမီးအကြောင်းကိုပဲနည်းနည်းလေးကျွန်မပြောတော့မှဖြစ်တယ်ဝေငှချင်တာဖြစ်တယ်ဆိုတော့တော့ခဏလောက်လေနှုတ်ကပတ်တော်မသွားခင်မှာအရင်ဆုံးအားလုံးဖျောင်းအာယုံပြုတ်ပြီးတော့နှလုံးသားကိုခဏပြင်ဆင်ရအောင်နော်ဒီငါမျက်နှာဖုံးကိုလူယူကြ၏အငယ်6မှာငါချစ်ရသခင်အားငါဖွင့်သည်ရှိသောငါချစ်ရသခင်သည်ထွက်သွားနေသည်စကားတန်တော်ကိုစိတ်နားထောင်တဲ့သခင်ကိုငါရှာတော်လဲမတွေ့ဟောတော်လေးထူတော်မမူဒီနေ့တို့သမီးတည်ဟူသောသင်နဲ့ကျွန်တော်အာမင်ကျွန်တော်ကိုသင်နဲ့ကျွန်တော်တို့ကိုဘယ်သူရှာတယ်လဲတို့သားရှာတယ်တို့သားယေရှုကလာရှာတယ်ဒီရှောလမုန်တခြင်းကတော့အသင်းတော်နဲ့ယေရှုရဲ့မြစ်တာကိုဖွင့်နေပြီးပြတာဖြစ်တယ်အသင်းတော်လို့ပြောတဲ့ခါမှာအသင်းတော်ခေါင်းစဉ်အဆောက်အဦပြောတာမဟုတ်ဘူးသင်နဲ့ကျွန်တော်ကိုပဲပြောတာဖြစ်တယ်အာမင်ကိုဘေးကလူပြောလိုက်အသင်းတော်လို့ပြောတာနင်းနဲ့ငါ့ကိုပြောတာလို့နော်အသင်းတော်ဆိုတာနင်းနဲ့ငါ့ကိုပြောတာတင်းရုပ်ဆရာကြီးကိုပြေးမမြင်နဲ့အမှုတော်ဆောင်တွေပြေးမမြင်နဲ့အဓိကပါလဲသင်နဲ့ကျွန်တော်ကိုပြောနေတာအာမင်တို့သမီးတွေโอเคအဲ့ဒီမှာကျမအရှိကြီးတော့အသေးစိတ်မရှင်းပြတော့ဘူးဘာလို့လဲဆိုတော့ဒီနေ့ကျမသွားချင်တဲ့ point ကိုပဲသွားမှာဖြစ်တဲ့အတွက်ဒါသင်ကြားခြင်းအစီအစဉ်လည်းမဟုတ်တော့ဘူးเนาะဒါပေမဲ့အချင်းချုပ်ပဲကျမပြောရမယ်အဲ့ဒီမတိုင်ခင်မှာတို့သားလာရှာတယ်တို့သမီးဒါပေမဲ့တို့သမီးကမူးနေတာစကားလာခောက်တယ်မဖွင့်ပေးမူးတယ်ထွက်မတွေ့ဘူးเนาะအဲ့ဒါနောက်မှတို့သမီးကဘာဖြစ်လာလဲဆိုတော့အငယ်6မှာဟာသူရုတ်တရက်သူတွေးချင်လာတဲ့အခါကျမှထပြီးတော့တကားဖွင့်လိုက်တယ်တဲ့ငါချစ်ရသခင်အားငါဖွင့်သည်ရှိတော့ငါချစ်ရသခင်ထွက်သွားကြုံကြလာတော့မသိဘူးเนาะထွက်သွားရောမင်္ဂလိတွေကများတော့ဖြစ်မူရမာယာများတယ်အခုချိန်မှာဝိညာဉ်ရမှာလေကျမတို့အားလုံးကအမျိုးသမီးဖြစ်သွားတယ်เนาะတို့သမီးအနေနဲ့တင်စားထားတာဟုတ်အာမင်အမျိုးသမီးတွေဂုဏ်ယူရမယ်เนาะအမျိုးသားတွေလည်းအခုချိန်မှာဝိညာဉ်ရမှာဗာလဲတို့သားယေရှုနဲ့ကျမတို့ကကျမတို့ဒီအမျိုးသမီးအနေနဲ့ခံယူဖို့ဖြစ်တယ်ဆိုတဲ့အခါမှာငါချင်းရသခင်ကထွက်သွားနေပြီတဲ့စကားတန်တော်ကိုစိတ်နားထောင်တဲ့သခင်ကိုရှာတော့လဲမတွေ့နှုတ်ကပတ်တော်ကြားခြင်းပါတော့လဲသူ့တောင်းတဲ့အတန်ကြားခြင်းပါတော့လဲမတွေ့တော့ဘူးမကြားတော့ဘူးမူးနေတာကိုအစပိုင်းမှာเนาะလာရှာတော့အောင်ချင်းတခါလဲအိုက်တင်နေခံတာခေါ်တော်လဲထူးတော်မမူတဲ့ခေါ်ပြီးမဲ့လဲမထူးတော့ဘူးဖះစီကဘာမှမကြားတော့ဘူးအဲ့ဒီအချိန်မှာတို့သမီးဘာဖြစ်လဲမြို့တွင်လေသောကင်းဆောင်တို့သည်ငါ့ကိုတွေ့တော့နာကျင်စွာရိုက်ကြ၏တော့အဲ့ဒီရဲ့အပိုက်ကနားလည်အောင်ရှင်းပြမစို့အခန်းကြီး3ကိုပြန်ကြည့်ရအောင်ရှောလမုန်တခြင်းအခန်းကြီး3အငယ်1မှာငါဝိညာဉ်ချစ်တော်သူကိုညအခါအိယာပေါ်မှာငါရှာ၏ငါဝိညာဉ်ချစ်တော်သူဘယ်သူလဲယေရှုဖြစ်တယ်ကြဲပြောပါရှက်စရာမဟုတ်เนาะကျမတို့ရဲ့အခုချိန်မှာအချစ်ကိုပြရမယ်ခြင်းဖြစ်တယ်เนาะမာပရိသတ်တို့အလေရှိမှာကျွန်ုပ်ဒီထာဝရဘုရားချီးမွမ်းပါမယ်ဆိုတာဘာမှရှက်ကြောက်စရာမရှိငါတို့သားယေရှုငါချစ်တဲ့သူယေရှုအာမင်ဆိုတော့ငါဝိညာဉ်ချစ်တော်သူကိုတို့သမီးကညအခါအိယာပေါ်မှာငါရှာတယ်ရှာတော်လဲမတွေ့
မတွေ့တော့သူပဲမှာထက်ရှာလဲအဲ့တော့ငါထပြီတဲ့အဲ့ရထဲမှာပဲမနေတော့ငါထပြီအာမင်သူတို့သမီးတွေထလာတော့မယ်ပြီးရင်မြို့လန်းတို့တွင်လဲမည်တဲ့မြို့လန်းနေပေါ်မှာရှာမယ်ပြီးငါဝိညာဉ်ချစ်တော်သူကိုလမ်းမတို့တွင်ရှာမည်ဟုဆိုလျက်ရှာတော်လဲမတွေ့သူတို့သမီးကအဲ့တော့မှရှာလာတယ်ဖះကိုသူ့ရဲ့တတိုးသားကိုရှာလာတယ်ကျမတို့လည်းဘယ်ချိန်ကြမှအသေးသေးကတော့ရှာကြတယ်နော်တယောက်နဲ့တယောက်တော့ဟိုမတူကြဘူးအသေးသေးဇလန်းလေးတွေရှိပါတယ်နော်ရှာတယ်မတွေ့ဘူးအဲ့တော့မြို့ကိုလဲတဲ့ကင်းဆောင်တို့တွေငါ့ကိုတွေ့ကြတော့ငါဝိညာဉ်ချစ်တော်သူကိုမြင်ကြသလားဟုငါမေးတယ်ကင်းဆောင်တွေကိုမေးတယ်ကင်းဆောင်ဆိုတာကတော့ဒါသိပြီးသားဖြစ်တဲ့အတိုင်းမြို့ကိုကင်းဆောင်ရတယ်အခက်ခဲအန်ဒီရယ်ရှိတဲ့ခါမှာရန်သူလာတဲ့ခါမှာဒါတွေကိုသူတို့ကဟိုကြိုတင်ပြီးတော့သိဖို့ရန်အတွက်အချက်ပေးရတဲ့သူတွေဖြစ်တယ်ဆိုတော့ကင်းဆောင်တွေကိုမေးတယ်တွေ့လားခုနကတွေ့လိုက်လားငါရဲ့သူတို့သားကိုတွေ့လိုက်လားမေးတယ်သူတို့သမီးကတော့မတွေ့ကြဘူးမတွေ့တဲ့အပြင်အဲ့ဒီအခန်းကြီး9ကိုပြန်သွားမယ်အခန်း9မှာပြန်သွားမယ်အဲ့ဒီမှာကင်းဆောင်တော့ဘာလုပ်လဲပြလားသူတို့သမီးငါ့ကိုတွေ့တော့နာကျင်စွာရိုက်ကြပြီကင်းဆောင်တွေကသူတို့သမီးကိုရိုက်နာကျင်စွာရိုက်စဉ်းစားကြည့်အောင်မိမပြိုလေးတယောက်ညကြီးမင်းကြီးသကောင်ရံမှာရှောက်သွားနေမှာတော့ဒီတယောက်ကပါလဲအဲ့ဒီသူကိုမိမကောင်းလို့တတ်မှတ်နိုင်လားတတ်မှတ်နိုင်တော့ဒီခေတ်လို့ဆိုကင်းဆောင်တွေကရဲတွေဖြစ်ချင်းဖြစ်မယ်နော်ဟိုလုံခြုံရေးတွေဖြစ်ချင်းဖြစ်မယ်ဆိုတော့သူတို့ကတော့ပါလဲရိုက်မယ်နာကျင်စွာရိုက်မယ်လုပ်မယ်သူတို့သမီးရတယ်သူတို့သားကိုပဲရှားချင်းတယ်ကျင်းပြလာတာမှညအချိန်တွေလည်းမသိတော့ဘူးသူအမျိုးသမီးတယောက်ဖြစ်နေရလဲသူမသိတော့ဘူးသူ့ကုံတိတ်ခါလဲသူမငတ်ကွဲတော့ဘူးသူ့ရဲ့ဖြစ်တည်မှုလဲသူမသိတော့သူရှာပြီအာမင်သူတို့သမီးတွေရှာရမယ်ကျမတို့သူတို့သားကိုရှာတဲ့ခါမှာလေအရှက်မရှိအကြောက်တရားမရှိဘာမှဂရုမစိုက်ပဲနဲ့ရှာဖို့လိုအပ်တယ်အာမင်အဲ့လောက်ထိရှာကမှတော်ကကြအဲ့တော့ तू ရှာတဲ့အခါမှာ तू ပထမဆုံး तू တွေ့ရပါလိမ့်ကင်းဆောင်နေတဲ့ तू ရင်ဆိုင်ရတယ်အဲ့ဆိုကင်းဆောင်နေဘယ်သူတွေများဖြစ်မလဲကင်းဆောင်ဆိုတာကဒီမှာအတိတ်ဘန်ကဘာလဲဆိုတော့အသင်းတော်မှာဥဆောင်နေကြတဲ့အမှုတော်ဆောင်တွေခေါင်းဆောင်ပိုင်းတွေသင်းထောက်တွေ elders တွေလည်းပါတယ် minister of Christ နော်ခရစ်တော်ရဲ့အစေခံတော်သူတွေအမှုဆောင်တော်သူတွေပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ထက်ဟိုတက်တန်းရင့်နေတဲ့ခရစ်ယာန်တက်တန်းရင့်နေတဲ့သူတွေအဲ့ဒီကိုဆိုလိုချင်တာဖြစ်တယ်သူတို့သမီးတယောက်ကဖះကိုရှာတဲ့ခါမှာသူတို့သားကိုရှာတဲ့ခါမှာစာငက်လာတဲ့ခါမှာ तू ကဘလို့ဖြစ်လာလဲဆိုတော့ခုနကပြောသလိုဘာမှသူ့ရဲ့ဂုဏ်သိက္ခာ तू မငတ်ကွယ်တော့ तू စီးမင်းစည်းကမ်းနေတယ် तू နားမနေတော့ဘူးညအချိန်မထွက်တင်တာမထွက်တင်လားလှုပ်တင်လားမလှုပ်တင်တာလေ तू ဘာမှမသိတော့ဘူးအထဲကပြင်းပြနေတာပမာစကားရှိရလေကြိုက်မရှက်ငိုက်မရှက်နော်တကယ်ကိုချစ်ပြီးကြိုက်ပြီးဟဲ့ဆိုလို့ရှိရင်ဖះကိုတကယ်နော်တကယ်ဖះကိုပြောတာနော်ဒီမှာတလွဲမိနေဘာမှ तू မငတ်ကွယ်တော့ဘူး तू ရှာပြီးထပြီးပြီးတော့အိမ်ထဲကနေပဲအဲ့ရပေါ်နေပဲစိတ်ကူးလေးရင်ပြီးတော့ငါ့ကိုများဘယ်တော့လာကုန်လဲပြန်လာမှာပါသူပြန်ပြီးတော့တို့သားပြန်လာမှာပါတစ်ခေါက်တော့ပြန်တကားလာခေါက်မှာပါမဟုတ်တော့ဘူးတို့သားထွက်သွားပြီဆိုတော့တိရနေတယ်တို့သမီးကချစ်ချင်းပဲထတယ်မဖြစ်တော့ဘူးဆိုသူထွက်လာတယ်အဲ့လိုမျိုးစွန့်စားဖို့အဲ့လိုမျိုးထွက်လာဖို့ရတဲ့တတိလိုအပ်တယ်ဆုံးဖြတ်ချက်လိုအပ်တယ်ဆိုတော့အသင်းတော်မှာရှိနေတဲ့ယုံကြည်သူတယောက်အသင်းသားတယောက်ကဖះကိုတကယ်ပါငက်လာပြီးရှာလာပြီးဆိုလို့ရှိရင်သူ့ကိုစီးတားတဲ့အများစုကအင်းဆောင်နေလို့ဖြစ်တယ်။ဝါရစ်ခရိယန်တက်တဲရစ်ခရိယန်အတွေ့အကြုံတွေများပါတယ်ဆိုရယ်ခရိယန်အမှုတော်ဆောင်ခေါင်းဆောင်ကိုယ်တိုင်ကတစ်ခါတလေမှာတို့သမီးတွေကိုစီးတားတတ်တယ်။ခရစ်တော်နာမနဲ့ပြောတာပါဝိညာဉ်တော်ဖွင့်ပြပါစေနော်။လာမယ်မကြောက်သွားပါနဲ့ဆိုတော့အဲ့ဒီကင်းဆောင်နေဆိုတာက
တနည်းအားဖြင့်ဘာကိုပြောရလဲဆိုတော့သူတို့ရဲ့အတွေ့အကြုံအရာသူတို့သိခဲ့မှုတဲ့အရာတွေနဲ့သူတို့ရဲ့စီကံသတ်မှတ်ချက်ရဒါလုပ်တဲ့နဲ့ဒါမလုပ်တဲ့မှုဆိုတဲ့အရာတွေအားဖြင့်မမှန်ဘူးလားမှန်တယ်သို့တော့ဖေယားကိုရှာလာတဲ့အခါမှာတော့ဒီစီးမြင့်စီကံနေတဲ့ဒီအရာတွေအားလုံးကအသုံးမဝင်တော့ဒါတွေကိုကြော်လွန်ပြီးသွားရမယ်အဲ့ဒီမှာကြည့်ကြည့်ရှောလမုန်ခန်းကြီး9ရှောလမုန်ခန်းကြီး3အငယ်4မှာသူတို့မှအနည်းငယ်လွန်ပြန်လေငါဝိညာဉ်ချစ်တော်သူကိုတွေ့၏အဲ့ဒါ key point ဘယ်သူတွေတင်လွန်သွားဖို့လိုအပ်လဲကင်းဆောင်တွေလွန်သွားဖို့လိုဒါပေမဲ့အဲ့ဒီကင်းဆောင်တွေကိုအေးအေးစစ်စစ်လဲဟာဟေးတက်တာဆိုတော့အဲ့လိုလွန်သွားလို့မရဘူးသင်ရိုက်နဲ့ခံရမယ်အနာကျင်ခံရမယ်အဲ့တော့ဒီကင်းဆောင်ကဘာလဲဆိုတာကိုကျွန်မအနေနဲ့ခုနပြောတဲ့အတိုင်းပဲဒါအသင်းတော်မှာရှိနေတဲ့ခေါင်းဆောင်ပိုင်းတွေဘာညာတို့ပြောတဲ့ခါမှာဒီခေါင်းဆောင်တွေကိုကျွန်မအစိုးမြင့်စေချင်တာမဟုတ်တော့တင်းထောက်တွေအစိုးမြင့်စေချင်တာမဟုတ်ပဲねနောက်တစ်ခုဖခင်ဝိညာဉ်တော်ဖွင့်ပြတာလွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှလက်လက်ဆက်ဆက်ဖွင့်ပြတာအဲ့ဒါဟာဘာလဲဆိုတော့ဘာသာရေးတင်ခုဒီမှာလာထိုင်နေတာဘာသာရေးနဲ့တင်လာထိုင်နေတာမြန်မာ service ကိုဘာသာရေးအနေနဲ့လုပ်နေရတာservice တခုအနေနဲ့ TVCY တင်တော့မှာတီးတင်နေချင်းတင်တော့မှာ service တခုအနေနဲ့ရှိုံကလေးအနေနဲ့ပဲလုပ်နေကြသလားပြန်လည်ဆန်းစစ်ဖို့လိုအပ်တယ်ပြီးရင်သင်ဘာကြောင့်အလူငွေပေးတာလဲဘာကြောင့်ဆယ်ဖို့တဖို့ပေးလဲဘာကြောင့်အနစ်နာခံပြီးတော့လာပြီးစက္ကန့်နေကြလဲတီးခတ်နေကြလဲတီးဆိုနေလဲအနောက်မှာ media team တွေရှိမယ် sound crew တွေရှိမယ်အာရှာတွေရှိမယ်တခြားသော ministry team တွေအများရှိမယ်ဘာကြောင့်ပါဝင်နေသလဲဘာကြောင့်ဖះကြောင့်ပုံမှန်လာတက်နေသလဲဘာသာရေးတက်ကြောင့်လားစီမင်းစိတ်ကနေတက်ကြောင့်လေလားသင်အဲ့ဒါတွေကိုကြော်သွားဖို့တော့လိုအပ်တယ်ဆိုတော့ဘာသာရေးလို့ပြောရင်ဒါကိုနည်းနည်းလေးအကျယ်ချက်ပြီးရှင်းပြခြင်းတယ်ဘာသာရေးလို့ပြောတဲ့ခါမှာကျမတို့ကဘာသာရေးဆိုတာကဝိညာဉ်တော်လက်မခံတာနှစ်ချင်းအသင်းတော်တွေကက်သလစ်အသင်းတော်တွေเนาะကျမတို့ကအဲ့လိုပဲထင်နေတာဒါမှမဟုတ်ဘာသာရေးဆိုတာကဘာသာခြားဗုဒ္ဓဘာသာဟိန္ဒူမွတ်စလင်တခြားသောဘာသာမဲ့တွေကစအဲ့ဒါတွေပဲဘာသာရေးလို့ထင်နေပေမဲ့ဒီနေ့ကျမပြောချင်တယ်အဲ့ဒီဘာသာရေးဆိုတာလေအယံကိုနိုးထပါတယ်ဆိုတော့ fire ပါ Pentecostal တွေပါငါတို့ကဝိညာဉ်တော်နဲ့လှုပ်ရှားပါတယ်ဝိညာဉ်တော်နဲ့သွားလာတယ်ဆိုတဲ့သူတွေမှာလည်းဘာသာရေးပဲရှိတယ်ဝိညာဉ်တော်နဲ့မသွားတဲ့လူမှလည်းဘာသာရေးရှိတယ်သွားတဲ့လူလည်းဘာသာရေးရှိတယ်ဖះအောင်မသိတဲ့လူလည်းဘာသာရေးဒါဆိုဘာသာရေးကဘာလဲအဲ့ဒီအားလုံးရဲ့တူညီတဲ့ဘုံအချက်ကဘာလဲစဉ်းစားဘူးကြလားမသိဘူးတောက်ဘူးကြလားမသိဘူးเนาะโอเคပြောပြမယ်ဘာသာရေးဆိုတာအဓိကတော့စ조사အထုတ်တယ်ဝိညာဉ်တော်မပါတဲ့စ조사အထုတ်မှုတော့ဘာသာရေးဝိညာဉ်ရဲ့အဓိကလှည့်စားမှုထိရောက်သောလှည့်စားမှုကစိတ်အားထက်သန်မှုဖြစ်တယ်စိတ်အားထက်သန်မှုဖြစ်တယ်ပြီးရင်သူ့ရဲ့အခြေကုပ်စကန်ကမာမာနနဲ့ကြောက်ရွံ့ခြင်းဖြစ်တယ်ဆိုတော့တက်ကြွနေတဲ့သူတယောက်ကိုဘာသာရေးနဲ့သူဟာလှုပ်ရှားနေရလားတန်ရှင်သောဝိညာဉ်တော်ရဲ့နှိုးဆော်မှုနဲ့တက်ကြွပြီးလှုပ်ရှားနေတာဆိုတော့ကျမတို့ပိုင်းခြားဖို့လိုအပ်လားလောလောဆယ်ကိုအရင်ဆုံးပိုင်းခြားရအောင်နော်ဒါဆိုဘာကြောင့်ငါဒီနေ့ဘာလို့ခရစ်ယာန်ဖြစ်နေသလဲဒီနေ့ဒီစ조사နေတာတွေကဝိညာဉ်တော်ကြောင့်လားဝိညာဉ်တော်နှိုးဆော်မှုကြောင့်လားဘာအခြားသောခေါင်းစဉ်တွေရှိသေးတယ်ပြန်လည်ဆန်းစစ်ရအောင်သူတို့သမီးတို့သူကတက်ကြွတာအရင်တက်ကြွတာစိတ်အားထက်သန်တယ်အသင်းတော်အတွက်စိတ်အားထက်သန်တယ်အသက်ပဲပေးရငါအသင်းတော်မှာငါအသင်းတော်အရင်စိတ်အားထက်သန်တယ်နည်းနည်းမှဟောက်ကွက်မရှိအောင်သူလိုက်ဖြည့်ပေးတယ်စ조사တယ်ပေးကန့်တယ်လူမသိသူမသိအနစ်နာခံတယ်ပေးတယ်အရင်တက်ကြွတယ်တက်ကြွလုံးလို့ဖះမခိုင်းလဲတော့သူတက်ကြွနေဝိညာဉ်တော်မနှိုးဆော်လဲတော့သူတက်ကြွပြီးရှောက်လုံနေအဲ့ဒါမျိုးလေးเนาะသူစ조사အားထုတ်နေရလေစ조사အားထုတ်နေတာဒါကြောင့်ကေတီချင်းအတွက်လည်းယေရှုလှုပ်ပေးခဏနဲ့မလုံလောက်ဘူးထင်ပြီးစ조사အားထုတ်နေတာလည်းဘာသာရေးဖြစ်တယ်လို့ကေတီချင်းကိုတော့လက်ခံပြီးပါပြီရဲ့သို့တော်လေ
print ရဲ့အသက်တာဖျားနဲ့သွားလာတဲ့အသက်တာမှာဖျားရဲ့မဆာမှုဝိညာဉ်တော်ရဲ့မဆာမှုနဲ့စ조사အားထုတ်ခြင်းမရှိတာလဲဘာသာရေးပဲကျမတို့အခုစ조사နေတဲ့တက်ကြွနေတဲ့နှုတ်ကပတ်တော်စာငတ်တယ်အဲ့စာငတ်မှုအရောဘယ်တွေကလာတယ်လဲပြန်ဆက်စစ်ဖို့လိုအပ်တယ်တင်အဲ့ဒါတွေကိုကြော်သွားမှဘုရားသားနဲ့တွေ့မှာအာမင်တော့ကျွန်မ Facebook မှာကျွန်မတငယ်ချင်းတယောက်ကတင်နာတယ်တော့တခြားခိုင်းကနာတခြားသိမ်းတော့ပါတော့ဘာပောက်ကွဲတန်စင်ရေးလဲဆိုဘာသာရေးနဲ့လည်းအရန်နာကြပြင်းကတ်တပြီတဲ့လူတွေကလည်းပေါ့နော်ဟာကျမကက်သလစ်အသင်းတော်မှာရှိတော့ကနှစ်ချင်းမှာရှိတော့ကဖះကိုမတိခဲ့ဘူးစ조사အားထုတ်ခဲ့တယ်အခုမှပဲဝိညာဉ်တော်တိလာတယ်ဘာညာနဲ့တသိခံကြတော့ तू ကတော့သူ့အမြင်ရပါလဲဆိုတော့တကယ်တမ်းကြာရင်နဲ့အဲ့ဂိုင်းကနာတွေကအပြစ်မဟုတ်ဘူးရဲ့ဘယ်ဂိုင်းကနာမှာပဲရှိကိုကဖះနဲ့ဓာတ်ရိုက်ဆက်သွယ်မှုမရှိလို့ကိုယ်ဖះကိုမရှာလို့ပါဆိုတော့ပြန်ရေးထားတယ်တော့သူကပြောတယ်ဒီဂိုင်းကနာတွေအသင်းတော်တွေဒါမရှိရင်ဘာသာရေးလို့ပြောတယ်တေနေလို့ပြောတယ်အသင်းတော်တွေဒါမရှိခဲ့ရင်ဖះကိုတော့လူတွေကသိကြမှာမဟုတ်ဘူးရဲ့အဲဆိုဒါသိတဲ့အတိုင်းเนาะ church history အသင်းတော်ရဲ့သမိုင်းတွေသိကြပါတယ်ကျမတို့ဒီဝိညာဉ်တော်နဲ့သွားလာတဲ့အသင်းတော်တွေဆိုတာဒါနောက်မှဖြစ်လာတာဒါပေမဲ့အဲ့ဒီကက်သလစ်အသင်းတော်တွေဆရာမာတင်လူသာတို့တွေသူတို့တွေဆိုတာလေဝိညာဉ်တော်နဲ့အတူသွားလာခဲ့တဲ့သူတွေပါပဲလူတွေကဒါပြန်ပြီးကန့်သက်ပြီးတော့ဒါပဲဆိုပြီးတော့အများကြီးလုပ်ခဲ့လို့ဒါအရင်တော့ဒီပုတ်ဟမ်းမင်းကြီးတွေပါတယ်ဆိုတာတရှင်းပြောဆိုဖျားနဲ့ဓာတ်ရိုက်သိခဲ့တဲ့လူတွေပါပဲဒါပေမဲ့နောက်ပိုင်းမှာပါဖြစ်လာတယ်လူတွေကအဲ့ထွင်လာတယ်စီးနေစီးကန်တွေချမှတ်လာတယ်ဝိညာဉ်တော်ဥဆောင်မှုနဲ့မဟုတ်ကြလို့ဒါဖြစ်တာအဲ့သူအဲ့လိုပြောတာလည်းမမှားပါဘူးဒါကြောင့်ဒီနေ့ကျမဘာသာရေးလို့ပြောတဲ့ခါမှာဂိုင်းကနာကိုပြောတာမဟုတ်ဘူးအသင်းတော်တွေပြောတာမဟုတ်ဘဲနဲ့ဝိညာဉ်သဘောမှာဝိညာဉ်တော်မပါတဲ့အရာဝိညာဉ်တော်ရဲ့နှိုးဆော်မှုဝိညာဉ်တော်ရဲ့ခိုင်းစဉ်မှုနဲ့မလုတဲ့အရာမှများစ조사အထောက်သမျှပင်ပန်းသမျှအလောဘာသာရေးပဲအာမင်ဝိညာဉ်တော်ဖွင့်ပြပါစေနားလည်နိုင်ပါစေကိုကဘာကြောင့်တက်ကြွနေတယ်လဲကိုတာဝန်ရှိလို့လားကိုမှလုတ်ပိုင်ခွင့်ရှိနေလို့လားယာဒုတနေရာလေးရှိနေလို့လားရပေါက်လေးတစ်ခုရှိနေလို့တက်ကြွနေရလားဒါမှမဟုတ်ကိုယ့်ရဲ့အမျိုးတွေရှိနေလို့အသင်းတော်မှာကိုကတင်အောင်ဆရာကိုနဲ့အမျိုးမကင်းလို့လားဘာတစ်ခုကြောင့်လဲအများကြီးပေါ့နော်အများစဉ်းစားပါခဏနေလဲအဲ့ဒါကိုသွားမယ်သင်ရဲ့စ조사လှုပ်ဆောင်မှုပန်သမျှအားလုံးစစ်ချလိုက်ဖခင်အဲ့လောက်လူကိုမပင်အပင်ပန်းမခံစေဘူးတကယ်ကြားတယ်ဒါကြောင့်ယေရှုကပြောတယ်ဟာလေငါဝန်ကထမ်းလွယ်တယ်ပေါ့တယ်ငါပြီးတော့ဝန်ကထမ်းလွယ်တယ်ပေါ့တယ်ပြောရဲဆိုတော့အဲ့ဒါပဲသိကိုမသိကြလို့ကျမတို့ဒီနေ့အခုတို့သမီးတွေပင်ပန်းကြတယ်အလုပ်တွေရှုပ်ဘာမှလည်းမသိတော့ဒီနေ့ဘာသာရေးဆိုတာကိုရှင်းလင်းနားလည်စေချင်တယ်ပြီးအဲ့ဘာသာရေးကလူတိုင်းနဲ့ရင်းနှီးတဲ့အရာဖြစ်တယ်ယုံကြည်သူတိုင်းနဲ့ရင်းနှီးတယ်ကျမတို့ကိုယ်တိုင်စားဒါနဲ့ပဲကြီးပြင်းလာတာမပိုင်းခြားနိုင်သေးခင်မှာနော်အတထံပြောတယ်ဒါပေမဲ့ဝိညာဉ်မပါဘူးအများကြီးပဲချိန်ပေါင်းများစွာရှိခဲ့ပါတယ်ကျမတို့ကျမ်းစာကြောင့်တက်တော့စိတ်မှုမှာတက်တော့ဆရာတွေကသင်ပေးတယ်သူတို့ minister တွေတဲ့အမှုတော်ဆောင်တွေပဲဆုတောင်းပါနော် City Harvest ကပါကျမတက်ခဲ့တဲ့အကြောင်းပါအဲ့နဲ့အမှုတော်ဆောင်တွေစုဝေးပြီးတော့သူတို့ဆုတောင်းတဲ့အခါမှာကဲအတထံနဲ့တောင်းရအောင်ဝိညာဉ်ဘာသာစကားနဲ့တောင်းရအောင်ဆိုဆရာပါစတာကုန်းကြီးကပြောတော့ဆုတောင်းကြတောင်းနေတော့အစလေးပဲရှိသေးတယ်တဲ့ရက်ဆရာရက်ဘာလို့ရက်လဲဆိုနင်တို့ဝိညာဉ်မပါဘူးလေနင်တို့ဝိညာဉ်နဲ့မတောင်းဘူးဆိုဟာအမှုတော်ဆောင်နေနော်ကျမတို့အသင်းသားတွေမပါဘူးအမှုတော်ဆောင်တီးသက်ဆုတောင်းခြင်းဘလောက်တောင်အရှင်တကိုးပြည့်နေပြောချင်တာဘလောက်တောင်ဖះအောင်စာငတ်လားမစာငတ်လားဆိုမေးရမယ်သူတွေမဟုတ်တော့ဘူးအမှုတော်ဆောင်နေဆိုတော့အော်တိုအဲ့ပါလေနားလဲရမယ်ပြီးသားဒါပေမဲ့ဆုတောင်းတဲ့အခါမှာဆရာကြီးကပါလို့ဆိုနင်တို့ဝိညာဉ်မပါဘူးထပ်တောင်းဆိုအားလုံးကဘာလဲပေါ့လေအဲ့နဲ့ပြန်သူတို့တောင်းတယ်ပြန်ပြီးတော့အာယုံတည်တည်ချာချာစိုက်ပြီးတော့ဝိညာဉ်ထဲမှာဖះပဲအာယုံပြုပြီးထပ်ပြီးတော့ဆုတောင်းတဲ့အခါမှာခီးရောက်ကြတယ်ပြောရမယ်ဆိုအဲ့ဒီဆုတောင်းတော့အဲ့တော့
တချင်းနေတာဆိုနေတာစိုးနေတာတောင်းတော့အော်ပြီးတော့လှုပ်တာနဲ့ကျမတို့ဆိုအတန်နေတာဝင်နေလှုပ်တာလှုပ်နေတာဒါပေမဲ့အတွင်းထဲကတကယ်အာယုံစိုက်မှုနဲ့လေးလေးစားစားနဲ့တကယ်ဖះကိုဆက်သွယ်သလားအများကြီးပိုင်းခြားစရာရှိပါတယ်ဒီနေ့တို့သမီးတွေအပေါ်ယံလှုပ်ဆောင်မှုလေးနဲ့မကြည်နဲ့ဒီလူငယ်လေးကတော်တော်တက်ကြတာပဲတော်တော်နာခံတာပဲပေးသိမြတောင်းအကုန်ယူတယ်ဘာနော်နာခံတယ်ဆိုပြီးတော့လည်းချက်ချင်းမချီးမွမ်းလိုက်နဲ့ဒီလူကအရင်သစ္စာရှိတာနော်ဒီလူကတကယ်ကိုဆူတောင်းတာပဲအေဝံဂေလိတကယ်ထက်သန်တာပဲဆိုအဲ့ဒီထက်သန်မှုလေကိုတို့ပြန်စစ်ချလိုက်ပါဒီနေ့အသင်းတော်ဖះစကားပြောနေတယ်မေးနေတယ်ပြန်စစ်ချလိုက်ရအောင်အာမင်အဲ့ဒီအကြီးကိုတင်ကြော်သွားမှသူတို့သားနဲ့တွေ့မှာမဟုတ်ဒီနေ့ကင်းဆောင်တည်ဟူသောဘာသာရေးကိုတင်ကြော်သွားမှာပဲဒီမှာဆိုဥမာဒီမှာ line ပေါ့နော် C ရှိရနော်ဒီစီးတခုကျမကြော်သွားမှဒီမှာရှိရလူတွေစီကျမရောက်မယ်ဒီရရှိရလူတွေလည်းလာခြင်းတယ်ဆိုလို့ရှိရင်ဒီစီးလေးတော့ကြော်လာခဲ့ပေါ့အဲ့ဒါမှဒီစင်ပေါ်ရောက်မှလေကျမစီရောက်မှလေဒီကန့်သက်ချက်တွေဘာသာရေးလေးစိတ်အားထက်သန်မှုတွေစ조사မှုတွေဝိညာဉ်တော်မပါတဲ့စ조사မှုမှန်သမျှအားလုံးကိုတော့သင်ကြော်လာဖို့လိုအပ်တယ်အဲ့ဒီတော့မှဘာပြောလဲဆိုတော့သူတို့မှအနှဲငယ်လုံးပြန်နေငါဝိညာဉ်ချစ်တော်သူကိုတွေ့ငါဒီသူ့ကိုမလွတ်အာမင်ကြော်ပြီးဟဲ့ဆိုလို့ရှင်တော့ရပြီဆိုမှတော့ဘာလို့လွတ်တော့မှာလဲ grab စုပ်ပါဖမ်းစုပ်လိုက်ပါနော်ဖမ်းစုပ်ရအောင်မလွတ်တော့ပဲနဲ့တဲ့အမြဲကင်၍အာမင်အမြဲကင်နာမယ်လွတ်လိုက်ကင်လိုက်စုတောင်းလိုက်မတောင်းလိုက်စိတ်ပါလိုက်မပါလိုက်မဟုတ်တော့ဘူးအာမင်ဒါဆိုဖက်ချင်လိုက်မဖက်ချင်လိုက်ကျင်းလိုက်တော့ကြနေတက်ကြွလိုက်တော့ကြနေဆိုမဟုတ်တော့ဘူးမြဲမြံဆိုတာစုပ်ကင်တာဖို့လိုအပ်တယ်အမြဲကင်၍ငါ့ကိုဖွားမြင်သောမိခင်အိမ်၌အိယာအခန်းထဲသို့ဆောင်ခဲ့၏ဒါပဲလေသူတို့သားနဲ့သူတို့သမီးကပါလေချစ်ကြည်နေဖို့ချစ်နေဖို့ပဲဖြစ်တယ်နော်ပေါင်းသိဆက်ဆံဖို့ပဲဖြစ်တယ်ဒါကြောင့်သူ့ရဲ့မိခင်ရဲ့အိယာတွေကိုသူခေါ်လာတော့မယ်အဲ့ဒီဟာအသေးစိတ်တွေကျွန်တော်မပြောတော့တချို့တွေတော့နည်းနည်းလေးတော့သိနေမှာဘယ်နဲ့ဖះနဲ့ငါတို့ကဘာလဲဟာသူတို့အဲ့ဒါသူတို့သမီးဆက်ဆံပြီးတော့ဘာလဲပေါ့နော်ချစ်နေလိမ့်မယ်ကျမတို့ရဲ့ဝိညာဉ်ချင်းက intimacy relationship လင်းနဲ့မရခဲ့ဘူးဒီနေ့ဒါကြောင့်ကျမတို့ကိုတို့သမီးလို့တင်စားထားတာဖြစ်တယ်တင်စားချက်ပါဒါအဲ့လောက်ထိကျမတို့ဖះနဲ့တသားတည်းဖြစ်ရမယ်လင်းနဲ့မရတစိတ်တဘောတည်းဖြစ်တယ်လို့ပေါ့နော်ဆရာဖះနဲ့ကျမတို့တစိတ်တဘောတည်းနှလုံးသားတစ်ထက်တည်းဖြစ်ဖို့ပြောချင်တာအဲ့ဒီအတွက်ကိုတော့တင်ကြောလွန်စရာအများကြီးရှိတယ်ဒီနေ့မြန်မာပြည်မှာရှိတဲ့အသင်းတော်တွေကိုလည်းစိန်ခေါ်နေတာဖြစ်တယ်ဒီနေ့တီးတိမ်နေခြင်းအသင်းတော်လည်းဖះစိန်ခေါ်နေတာဖြစ်တယ်ဘာသာရေးကိုတင်ကြောလာခဲ့တယ်အဲ့ဒီဘာသာရေးရဲ့ခံတက်စကားပါလဲမာနဖះလှုပ်ပေးပြီးသားအရာကိုထပ်ပြီးတော့လှုပ်ချင်ရပါလဲမာနကြောင့်မို့ तू လက်မခံချင်ဘူးလေလှုပ်ပေးပြီးယုံကြည်လိုက်ပါဆိုတော့ကိုလက်မခံချင်ဘူးအဲ့ဒါမာနပဲလေကိုယ်တိုင်လှုပ်လိုက်ရမှငါကိုယ်တိုင်ဥဆောင်လိုက်ရမှလှုပ်လိုက်ရမှပဲခြေနဲ့ချင်နေကြတယ်ကိုယ်တိုင်စီမံလိုက်ရမှခြေနဲ့ချင်နေကြတယ်မာနကြောင့်ဖျားကူညီတာလည်းမလို့ချင်ဖြစ်နေတာဟုတ်ပါပြီကဲတင်ချင်းကတော့ဟုတ်ပြီကိုတော့လှုပ်ပေးပြီးကျေးဇူးတင်တယ်ဒါဆိုနေ့စဉ်အသက်တာမှာရောစူးစမ်းရမယ်နော်စူးစမ်းမှုဆိုတဲ့စကားလုံးကိုလည်းမရှုပ်စေချင်ကဲတင်ချင်းအတွက်စူးစမ်းခိုင်းတာမဟုတ်အသက်တာအတွက်စူးစမ်းနေတာယေရှုကပြောတယ်ဖာရိရှဲတွေလောက်တော့မှတင်တို့အကျင့်ကမတာဘူးဆိုရင်ဘာလုပ်မှာလဲဟာအဲ့ဒါဆိုအကျင့်ကောင်းဖို့ပြန်စူးစမ်းရမလားပြည့်ညက်ထဲပြန်ရောက်သွားတာမဟုတ်ပါဘူးအဲ့ဒီအကျင့်ကောင်းဖို့အရေးကိုဝိညာဉ်တော်ရဲ့မားစားမှုနဲ့ပဲသင်သွားနိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ကသူတို့သမီးတယောက်ကိုသူကတစားဆင်ပေးတယ်ပြုပြင်ပေးတယ်အဲ့ဒါဖះမပြောတဲ့ဟာတွေကိုကိုယ့်သဘောနဲ့ကိုဟာဒါလည်းကောင်းတယ်ဒါလုပ်တင်တယ်ဒီလိုလုပ်တင်တယ်ဘာမှလုပ်စရာမလိုပေါ့ပပလေးပဲဖះကတင့်ကိုဒီနေ့ဘာတခွန်းပြောတယ်ခွင့်လို့ချင်းပြောလို့ဆိုလို့ရှင်ဒါကိုချက်ချင်းပြောတဲ့တခွန်းလေးကြားလိုက်တဲ့တခွန်းလေးလက်တွေ့လုပ်ဖို့ပဲအာမင်အများကြီးတွေအကြီးကြီးတွေနဲ့မနိုင်မဲနဲ့ဘာမှထမ်းစရာမလိုဘူးတခွန်းဆိုတခွန်းလေးကိုတင်ပုံမှန်လေးလိုက်ရှောက်ချမ်းစာပုံမှန်လေးဖက်နောက်ကဘက်တော့ကိုယ့်ရဲ့ personal devotion မှာလည်း
ကြားနာတယ်လို့ Sunday တပတ်တစ်ခါနော်ဖခင်ရဲ့လူတွေကအားဖြင့်ကြားတဲ့ဥစ္စာတွေကိုခံယူတပတ်ပြီးတပတ်ပုံမှန် step by step တစ်ဆင့်ပြီးတစ်ဆင့်သွားလိုက်ပါမြင်ရမယ်အဲ့ဒီလိုသင်ပြုပြင်ဖို့ရတော့ဝိညာဉ်တော်မဆာမှုလိုအပ်တယ်ယေရှုကပြောတယ်ပြည့်ညတ်တော်တွေကိုငါချိုးဖောက်ဖို့လာတာမဟုတ်ပို့ပြီးပြည့်စုံဖို့လာတာဒါပေမဲ့ तू ပြောတာတွေအားလုံးကလေသလားပြည့်ညတ်တော်တွေချိုးဖောက်နေတဲ့ပုံကြီးပဲနော်ဥပုံနေမှာဘာမှမလုပ်ရဘူးဆိုဥပုံနေမှာသူ့တပည့်တော်တွေကဘိုက်စာပြီးတော့ဗါတယ်စပားဟိုဟာတွေခုတ်ပြီးယူပြီးတော့စားကြတယ်ဟာဥပုံနေမှာကျမ်းမာခြင်းတွေလုပ်တယ်လူရဲ့ပြည့်ညတ်ချက်တွေအားလုံးဒီတိုင်းကြည့်တော့ तू ချိုးဖောက်နေသူပဲဒါမဲ့ဗါလဲ तू ကိုယ်တိုင်ကပြည့်စုံခြင်းဖြစ်နေတဲ့အတွက်ပြည့်စုံနေတဲ့ယေရှုကိုယ်တိုင်ကဒါမလိုဘူးဒါလိုတယ်လို့ပြောရင်ဘာလို့ရမလဲကျမတို့ချက်ချင်းလက်ခံရုံပဲပေါ့ဟုတ်တယ်မလားအဲ့ဒါကိုများဘာလဲရှာရှည်ပြီးတော့နော်ရှာရှည်ပြီးတော့ပဲပြောလိုက်တော့မေယုံမသေးပါဘာလဲကျမတို့အဖေထက်သားတက်လာကြည့်ခြင်းနဲ့ဆရာဖះကိုဆရာလုပ်ခြင်းနေတယ်ကိုယ်တိုင်ပဲပြည့်ညတ်တော်တွေပေးခဲ့တာလေဖះဟုတ်တယ်အခုချိန်မှာငါသားတော်ဆေးလို့မဲဆိုပါလဲပြီးပြီပေါ့အဲ့ဒါကိုဘာလို့များကျမတို့ကကန်နေရလဲဘာလို့များလက်မခံနိုင်ရလဲအဲ့ဒါမာနပဲအဲ့ဒါစာတန်ရဲ့နော်မာနဲ့ကြဆုံးရခြင်းအဓိက stronghold ခြေကုပ်စကန်မာနပဲအဝေးကြီးမဟုတ်အကြီးကြီးလည်းမဟုတ်မာနပဲဖះပြောရင်ချက်ချင်းနာခံလဲမနာခံချင်တာမာနပဲအဲ့မာနကဘာလဲကိုယ်တိုင်စ조사ကိုယ်တိုင်လုံမှဆိုတဲ့ဘာသာရေးအတွေ့အခေါ်ဒီနေ့ဘာသာရေးလို့ပြောတဲ့အခါမှာကိုယ်တိုင်စ조사ခြင်းအဲ့ဒီချင်းအတွက်ပဲပြောတာမဟုတ်အသက်တာအတွက်ပါဝိညာဉ်တော်နဲ့အတူမလျှောက်လန်းခြင်းကဘာသာရေးပဲဒီနေ့အားကြောင့်အားပေးခြင်းနဲ့လူငယ်တွေရောလူကြီးတွေရောအားလုံးခလေးတွေရော ministry တစ်ခုလုံးအားလုံးအားလဲပေးခြင်းနဲ့တတိလဲပေးခြင်းနဲ့တင်စ조사နေရာတွေကိုပြန်ဆက်စစ်ပါတင်စိတ်အားထက်တဲ့နေရာတွေကိုပြန်ဆက်စစ်ပါတင်တက်ကြွနေရာတွေပြန်ဆက်စစ်ပါဘာလို့ဆူတောင်ရမ်းလာခြင်းနေရလဲဘာလို့ kerosene ရမ်းလိုက်ခြင်းတာလဲဘာလို့ picnic တိတ်လိုက်ခြင်းနေတာဘာလို့ camp တွေဘာလို့တက်ကြွပြီးပြောနေဘာကြောင့် conference တွေ crusade တွေဆိုတိတ်ပြောနေတာလဲပြန်ဆက်စစ်တငယ်ချင်းတွေရှိလို့လားဘာပြောအာယုံအပြောင်းလဲလေးဖြစ်အောင်ဆိုတော့အဲ့အတွက်လောက်ပဲပြောနေတာလားအဲ့ဒီတွေမှာကြားနာရတဲ့နှုတ်ကပတ်တော်တွေရောတကယ်လက်တွေ့ကျမတို့လိုက်လျှောက်ပြီးပြီလားဘယ်နဲ့ခုများလိုက်လျှောက်ပြီးပြီလဲတကယ်နဲ့ကြာရင်ဘာသာရေးသမားတုံတင်မှုကိုမခံယူချင်ဘူးရှင်ဒါကြောင့်ကိုယ်အတွင်းထဲကကိုပဲကြံစစ်ထုတ်ပါဒီနေ့ဝိညာဉ်တော်မခိုင်းမဲနဲ့ကိုဟာကိုအေးဦးကလေးငါမဟောရင်မဖြစ်ဘူးဆိုတော့ကောင်းပါလေမကောင်းတာမဟုတ်ကောင်းတယ်โอเคဒါ first step ပထမအဆင့်ကကောင်းတယ်ဒုတိယတစ်ဆင့်ဖျားသိမ့်ကိုခုချိန်ပါပြောလဲတင်အေးဦးကလေးလိုက်နေမစားသိအိမ်မှာနေပြီးတော့ပိုစားပြုတ်တင့်ကိုဆူတောင်းခိုင်းနေသလားကူညီစရာရှိတော်သူကိုကူညီခိုင်းနေသလားဘာခိုင်းနေလဲ the now revelation အခုလက်ရှိတင့်ကိုဖျားပါပြောလဲအဲ့ဒါကိုအများနဲ့ဖမ်းဆုပ်ပြီးဝိညာဉ်တော်နဲ့သွားလာမှာနော်ဖះမှာအားလုံးရှိတယ်ဖះမှာအစီအစဉ်တွေဆွဲထားတယ်ကိုမလုံးလိုက်ရလို့အမလီပြက်ပြီးများပြက်ပြီးလားမပြက်ဘူးဖះမှာသူ့မှာအကုန်ရှိထားပြီးလားကျွန်တော်တို့တတော့ကိုရှားရှိခြင်းရတယ်အရင်ကိုလုံးလိုက်ရမှာဆိုအဲ့ဒါလေးတွေပေါ့နော်ဒီနေ့အတိကပြောချင်တာအဲ့ဒါလေးပါသတို့သမီးတယောက်အနေနဲ့သတို့သားကိုမြဲကင်ဆွဲဖို့တွေ့ဖို့ရန်အတွက်ကတော့တင်အဲ့ဒါတွေကိုကြော်လွန်လာမှထိုသူတို့ကိုအနည်းငယ်လို့ပဲပြောတယ်နော်ကျမ်းစာမှာအနည်းငယ်နည်းနည်းလေးကြော်လာတာနဲ့တင်တော့မှတင်တွေ့ရမယ်သူတို့သားကိုအာမင်စိတ်မလုံရှားဘူးလားအမလေးအဲ့လောက်ထိသက်တာမယ်အဲ့လောက်ထိပေါ့ပါမယ်ကြည်စံမသိလိုက်ပါလားဒါကြောင့်ယေရှုကပြောတယ်ငါဝန်ထမ်းလွယ်တယ်ပေါ့တယ်ဆိုတော့ဘာလဲတစ်ဖက်မှာလည်းပေးဆက်ရမယ်လဲပြောတယ်တစ်ဖက်မှာလည်းပေါ့တယ်လဲဘာလဲဘာမှမဟုတ်သူ့ရဲ့အတန်ကိုသာမြဲနားထောင်အာမင်နားထောင်ပြီးသူခိုင်းတဲ့အတိုင်းတစ်ခုဆိုတစ်ခုပုံမှန်လေးကောလှုပ်သွားဝိညာဉ်တော်နဲ့အတူလှုပ်သွားအဲ့တော့ဒီနေ့အားလုံးကအေးမဝကြဘူးပြင်မဲနေကြတယ်ခန္ဓာကိုယ်အေးမဝတာမဟုတ်ဝိညာဉ်နဲ့အေးမဝကြဘူးပြင်မဲနေကြတယ်အဲ့ဒါကြောင့်မလို့လေနောက်ထပ် bonus တစ်ခုထပ်ပေးမယ်အမှန်တော့ပြောဖို့မဟုတ်ဘူးမဲ့အဲ့ဒီအခန်းကြီး3ရဲ့အငယ်9မှာယေရုရှလင်မြို့သမီးတို့ငါချစ်တော်သူတို့သမီးသည်အလိုမနှိုးမီတိုင်အောင်မလှုပ်မနှိုးမီအကြောင်းတော၌ကျင်လည်သောသမင်တရေများကိုတိုက်တ၍တင်တို့ကိုငါမှားထား၏
သူ့ရဲ့သတို့သမီးလေးကိုယ့်ကိုစဉ်းစားကြည့်အိပ်ပျော်နေတယ်အိတ်ကောင်းနဲ့အဲ့နေတော့ကိုသွားလုံလို့ရပါလေအေးရေးပြက်ပြီးခေါင်းတွေလည်းနောက်ပြီးနော်ဖြစ်ပြီးအဲ့တော့အေးရေးဝတယ်ဆိုတာပါလေသူကသူအေးပြီးတော့ဘာမှထိတ်လက်ဘာမှလာနှိုးတာတွေလည်းမရှိဘဲနဲ့အိပ်ပျော်ပြီးသူကသူအလိုလိုနဲ့မျက်လုံးတစ်လုံးဖွင့်လာမှလူကအေးရေးဝတယ်အိတ်ဆက်ရခြင်းရဲ့ပိုင်းနိုင်ကိုရောက်တယ်လို့ခေါ်တယ်နော်အနားယူခြင်းရဲ့ပိုင်းနိုင်ကိုအဲ့တော့မှရောက်တာမဟုတ်ဘဲနဲ့အလားမမီလာလို့ဒါမှမဟုတ်လဲစူညံတဲ့တခုနဲ့ဆိုနိုးလာတာခေါင်းမကြည့်ဘူးအဲ့လိုမဖြစ်ရအောင်တဲ့သူတို့သမီးကိုသွားမနိုးနဲ့သူ့ဟာသူအလိုလိုနိုးလာတော့မှနိုးလာပါစေအဲ့ဒီလိုအလိုလိုမနိုးမချင်းသွားပြီးတော့မလှုပ်မနိုးမိအကြောင်းသမင်တရတို့ပြောတာသွားမထိနဲ့နော်ခလေးတွေဆိုလေသွားမထိနဲ့တော့သူအိပ်ပါစေအေးဝပါစေဟုတ်တယ်မလားခလေးတွေကိုကျမတို့အဲ့လိုပဲလေအောက်ကြသလိုပဲကျမတို့လည်းကျမတို့ချစ်တဲ့သတို့သားအဲ့လိုပဲမှားထားတယ်နော်သမင်တရတွေမှားထားတယ်နော်ကိုယ့်အကူထိုင်တော့မပြောတတ်ဘူးကိုယ့်အကူအချိန်မတန်ပဲအေးရေးဝပဲထိုင်တော့မပြောတတ်ဘူးနော်အဲကြောင့်မို့အေးရေးဝအေးရအောင်အေးရေးဝတဲ့ထိအိပ်ပြီးတော့နိုးထားရအောင်အိတ်ဆက်အနားယူခြင်းဆိုတော့လည်းမျက်မှောက်တော်ထဲမှာပဲဖြစ်တယ်ဖခင်နဲ့အချိန်ယူခြင်းပဲဖြစ်တယ်အာမင်ကျမတို့ခုဒီခေတ်ပန်းစကားလေးအယောက်ကြီးလို့ပြောရမလားလုံးမဲ့လို့တော့အယောက်ကြီးပဲဖြစ်ရအောင်အာမင်သွားမယ်သွားတော့အယောက်ကြီးပဲသွားရအောင်ကိုယ့်ဘက်ကလူပြောအောင်အယောက်ကြီးပဲရောက်ရအောင်နော်ဆိုတော့ပြောချင်းပြန်ပြီးအားပေးရအောင်ဟုတ်တယ်လေတရားလာထိုင်ပြီးမှတော့ဒီနေ့ဘာရလဲဘာမှမသိဘူးခွန်အားရတာပဲသိတယ်အယောက်ကိုဖမ်းဆုပ်ရမယ်ကျမလည်းပြောစရာရှိရင်အယောက်ပဲပြောမှာတဲ့ကိုပြောမှာဘာမှခြံသားမှလည်းမဟုတ်ဘူးပြောတတ်တဲ့လောက်တော့ကျမစူးစမ်းပြီးတော့ညံပြီးတဲ့လောက်တော့ပြောမယ်နော်အယောက်ပဲပြောမယ်အဲ့တော့အယောက်ဖမ်းဆုပ်ကြရအောင်အယောက်ကြီးဖြစ်ရအောင်အာမင်ဘသူ့ကိုမှလည်းမျှော်မနေနဲ့ဘသူကများအရင်စမယ်မပြောနဲ့ကိုယ်တိုင်ကပဲအရင်စလိုက်ကိုယ်တိုင်ကအစပြုတ်လိုက်တာပါလေအဲ့ဒါဘာပိတ်သိလဲဆိုတော့ pioneer ပိတ်သိဖြစ်တယ် breakthrough ထိုးဖောက်မှုအသစ်ထိုးဖောက်မှုကိုလုပ်တဲ့သူရဲ့အကျင့်စရိုက်တစ်ခုကလေကိုယ်တိုင်အရင်စပြုတ်ခြင်းကိုယ်တိုင်အရင်စပြီးအမှားအပြစ်ခံလိုက်တာအာမင်အဲ့လိုမျိုးဖြစ်ရအောင်နော်တို့သမီးတွေโอเคဘာလို့လဲတန်ရှင်းသောဝိညာဉ်တော်ဘုရားကျမတို့ကိုတစားဆင်ပေးနေတဲ့ပြုပြင်နေတယ်အပြုပြင်ခံရအောင်အေးတတာလို့ပေါ့ဘယင်ကြီးနဲ့တွေ့ဖို့ရန်အတွက်သူဘု து စီသွားလဲမိမဆိုးနော်မိမဆိုးကုန်းနဲ့ထဲမှာသူအနံ့ရတယ်အဲ့ဒါကဘာလဲတန်ရှင်းသောဝိညာဉ်ပြောတာဖြစ်တယ်ဘယင်ယေရှုနဲ့တွေ့ဖို့တို့သမီးဖြစ်တဲ့သင်နဲ့ကျွန်တော်ကလည်းဝိညာဉ်တော်ရဲ့နေ့စဉ်ပြုပြင်ခြင်းအာမင်လိုအပ်တယ်တခုကြရင်တခုကြရင်တခုကျင်းလိုက်ငကက်လေးတက်ဖို့အရေးကိုနားဖောက်ခံရတယ်နားတယ်နော်ကျမလည်းနားဖောက်ဖို့တော့မသိဘူးနားတယ်ဟုတ်တယ်အဝိအစားလေးတွေလှလှပပလေးစင်မြတ်ဖို့ရန်အတွက်ကိုပါလဲကိုခန္ဓာကပုံပန်းကြဖို့အတွက်ရှောင်စရာရှိတာရှောင်ရတယ်နော်ဆိုတော့အများကြီးပဲပေးဆက်ရတယ်လောက်ရတယ်အဲ့ဒါဘသူလက်အောက်မှာလဲဝိညာဉ်တော်လက်အောက်မှာဝိညာဉ်တော်မပါဘဲနဲ့ကိုထုကိုထမကြိုးစားလိုက်ပါနဲ့ဘာသာရေးဖြစ်သွားမယ်အာမင်ဒီနေ့ကစပြီးတော့သင်တို့ပင်ပန်းစာအကြောင်းမရှိဘူးသူတို့သမီးတွေလူငယ်တွေအရင်ပင်ပန်းနေတယ်ဘာတွေမှမသိ ministry တွေနဲ့ activity တွေ fellowship တွေနဲ့ fellowship ဆိုတာ rest ဖြစ်နေရမှာ fellowship ကပို့ပြီးတော့ပင်ပန်းစေနေဖြစ်နေဒါဒီနေ့မြန်မာပြည်အသင်းတော်တခုလုံးကျွန်မဒါပြောချလိုက်တာကိုယ်အသင်းတော်ပါဝင်အားလုံးပဲဒါနော်ဝိညာဉ်ရေးရမှာဒါကျွန်မတို့တဲ့ပဲပြောတာဒါကြောင့်မလို့ခီးရှိတယ်တော့ချက်ရှိတယ်နီးလန်းလေးရှိတယ်အလေးကျင့်တော်လိုတာပေါ့နော်ကျမကိုယ်တိုင်လည်းအမြဲတမ်းကိုယ်လည်းအမြဲတမ်းပြုတ်ပြင်ခံနေရတာပဲအိပ်ပြီးသားပဲအချိန်တန်မှလေဖះဝိညာဉ်တော်ဖွင့်ပြမှာဒါပါလားဆိုပေါက်ယုံနေမကောက်ပါလေလက်တွေကိုပါသူကလှုပ်ရတယ်မလှုပ်ပဲနဲ့တော့ကျမလည်းဒီမှာလာပြောစရာအကြောင်းမရှိဘူးကြာနှုတ်ကပတ်တော်ဆိုတာနှစ်ဖက်ချွန်တော်ဓာသွားဖြစ်တယ်တန်လက်ဖြစ်တယ်ပြောတဲ့သူရောအပြောခံတဲ့တော့ကျမတို့ကိုအစစ်ခံတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒါကြောင့်မို့ကျမတို့အစစ်ကိုယ်တိုင်အရင်ဆုံးအစစ်ခံရပါတယ်အထုထောင်းခံရပါတယ်ပြီးတဲ့အခါမှာကျမတို့လည်းပြန်ပြီးတော့ဝေမျှနိုင်တာပါအများကြီးလည်းမသိဘူးအများကြီးလည်းကျမတို့မလုပ်ရသေးဘူးလုပ်ပြီးသလောက်တစ်ခုဆိုတစ်ခုတော့ကျမဒါမေတ္တာနဲ့လာပြီးတော့ဝေမျှတာဖြစ်တယ်မေတ္တာနဲ့နာလာပြီးထုထောင်းတာဖြစ်တယ်နော်ဟာ
ဒီဟာတော့တင်းအောင်ဆရာကြားတင်တယ်အတင်းတော်လူကြီးတွေကြားတင်တယ်မလို့နဲ့ကိုအရင်စားရင်ကိုစပြင်လိုက်အာမင်အာမင်အတင်းသားပဲငါဘာတောင်းဝမှလည်းမယူထားဘူးငါကလွတ်ပါတယ်ဘယ်သူမှမလွတ်ဘူးဘသိုးသမီးအားလုံးပြောတာဖြစ်တယ်အာမင်ဟာလေလုယာဆိုတော့ကျမတို့အခုလက်ရှိအတင်းတော်မှာအများကြီးပြင်ပြောင်းလဲလုပ်နေတယ်ဆိုတဲ့အခါကျကျမတို့ worship team အနေနဲ့ဆိုလို့ရှိရင်တလားလောက်တော့ရှိပြီပေါ့နော်တနေ့နေ့တိုင်းတချင်းမတိုက်ဘူးကျမတောက်လျှောက်ဦးဆောင်တယ်တလားလောက်ဒီနေ့နဲ့ဆိုတလားတင်းနေတလားနဲ့နှစ်ပတ်လားအဲ့လောက်တော့ရှိပြီဘာလို့လဲစနေနေ့တိုင်းနှုတ်ဘတ်တော်ဝင်ရတယ်တင်းရုံဆရာဝင်ရတယ်မဟုတ်ရင်သူမရှိရင်ကျမပေါ့ဝင်ရတယ်ပြီးရတယ်ဆုတောင်းတယ်မနေ့ပြန်ပါသချင်းဆိုမလဲလာမိတယ်လာမမေးနဲ့ဆုတောင်းမယ်ပိုးကွယ်မယ်လက်တန်း prophetic နဲ့ပိုးကွယ်မယ်ဖခင်ဘာသတင်းစကားပြောတယ်အဲ့သတင်းစကားအတိုင်းကိုအသက်တော်သချင်းတွေဆိုချလိုက်တယ်နောက်နေ့တင်းတင်းကိုလည်းအဲ့ဒါတွေပြန်ဆိုလိုက်တယ်သချင်းမတိုက်ဘူးပုံစံနဲ့အကုန်ပြောင်းရတယ်သွားနေကြပုံစံမဟုတ်ရတော့ခုနပြောတဲ့ဘာသာရေးကိုကြော်ရတယ်စနစ်ကျမတော့စနစ်တကျလုပ်ချင်တာကျမဒါပေမဲ့ကျမကိုယ်တိုင်ကအကုန်ချိုးဖျက်ရတယ်ဘာပါလဲဆိုတော့ကြိုက်တာပဲရှိတာလေဟာဒီလိုလွတ်လွတ်လဲလောက်တာကြိုက်တာပဲရှိတာတကယ်လည်းကျမတို့ခြေမလဲရဲဘူးเนาะတကယ်လည်းကျမတို့ကြောက်နေကြတယ်ဆိုတဲ့အခါကျသွားရင်နဲ့လွန်ခဲ့တဲ့ဒီစနေမဟုတ်ဘူးရှေ့တစ်ပတ်စနေနေ့တော့ဘလို့ဖြစ်လဲဆိုတော့ဆူတောင်းနေကျမပလင်မှာဒီလိုတောင်းနေဆိုဒီလိုအရှိတက်ပေါ့တီအခုလိုဒီ LED TV ရှိတဲ့နေရာမှာတိုင်ရှိတယ်အဲ့တိုင်မှာနိုင်ရှိတယ်တိုင်ကနိုင်ကိုအဲ့လိုဆူတောင်းနေငုံနေကြည့်မိလိုက်ချိန်မှာ9နိုင်ထိုးသွားတယ်ဟာသွားပြီငါတော့အပြန်နောက်ကြပြီဘာလို့ဆိုကျမရဲ့တတ်မှတ်ချက်က8နိုင်ကွာနောက်ကြဆုံးဘာလို့ဆိုကျမကိုယ်ပင်မဲနဲ့အနားယူခြင်းနဲ့နောက်နေ့မနေ့လည်းဥဆောင်မှာဆိုတော့အနားယူခြင်းနဲ့ပြီးလို့ရှိရင်ကျမအခုဒီတောက်လျှောက်မှာ21ရက်ညပိုင်းပေါ့နော်အစာရှောင်တယ်ဆိုတော့ပင်မဲနဲ့အစာရှောင်တဲ့အချိန်မှာမှဆူတောင်းရတယ်ဒီသချင်းတွေလေးချင်းရတယ်လို့ဆိုတော့ပင်မဲနဲ့နမနဲ့တစ်ချက်ကကိုခန္ဓာကိုပင်မဲလို့ပို့ကိုချစ်တယ်ပင်မဲနဲ့နောက်တစ်ချက်ကတချို့အဝေးမှာနေတဲ့လူတွေပေါ့နော်ညီမလေးတွေကသူတို့အဝေးမှာနေတဲ့အခါကျတော့သူတို့အပြန်နောက်ကြောက်လို့မဖြစ်ဘူး8နာရီလောက်ဖိုင်းညာဆိုသူတို့ကပြန်ပြီဆိုတော့ကိုကအားလုံးကိုလေဟိုရသွားစေချင်တာအကြောင်းလဲစေတနာအကြောင်းလဲပါတယ်စေတနာလိုပါလိုပေါ့ကိုဘက်ကြည့်တော့အရန်ကောင်းနေတာတတ်မှတ်ချက်တွေအများကြီးပဲအဲ့ဒါနဲ့ဆူတောင်းနဲ့အရှင်ကပါရင်းနဲ့ကိုကနိုင်မကြည့်ဘူးတတိယလို့ကြည့်တော့9နိုင်ဆိုတော့သွားပြီးငါရဲ့ over time ဖြစ်နေပြီပေါ့ကိုကငါတတ်မှတ်ချက်တွေအကုန်လုံးတော့ဟာသွားပြီးဆိုတော့ဒါကငါအမျက်အပိတ်ဆူတောင်းမယ်ဆိုကျမအဲ့လိုဒူးထောင်နေရတယ်ထလိုက်တာထပြီးတော့အဲ့လိုပဲပူပေါ်မှာအပိတ်ဆူတောင်းလို့လုံနေချိန်မှာပါဇက်ကနေပါထွက်လာတော့ဝိညာဉ်တော်သည်ရေကဲ့သို့စီလာတယ်ဟာဝိညာဉ်တော်ကလည်း9နိုင်မှလာပြီးတော့ရေကဲ့သို့စီငါအပိတ်ပါမယ်ဆိုမှကိုပါဇက်လည်းကိုပိတ်လို့လည်းမရအဲ့ဒါဟာโอเคဝိညာဉ်တော်ကိုတော့အခုမှစီးတယ်စီးအဲ့ဒီလိုအချိန်မှာကျမဘာတိလဲဆိုတော့ဒီနေ့အဖို့ခီးမရောက်သေးတာတော့ကျမသိတယ်အရောက်ကြီးမရောက်သေးဘူးစိုးအတာတောင်းနေတာလေဒါပေမဲ့ तू ပို့ချင်တဲ့ရေကိုမရောက်သေးဘူးအဲ့ဒါလည်းသိတယ်ဒါပေမဲ့လည်းအကြံလည်းတော်တော်နောက်ကျနေပြီအမျိုးနဲ့ကျမကပိတ်ချင်နေတယ်စ조사ပြီးမှမရဘူးဝိညာဉ်တော်ရေကဲ့သို့စီးလာတယ်ဟုတ်ပြီရေကဲ့သို့စီးလာမှတော့မထူးဘူးဆိုတော့အဲ့နဲ့ဂီတာတီးရတော့လေတီးရကျမလည်းအဲ့လိုပဲဆူတောင်းနဲ့ဆက်ပြီးတော့ကိုရောဝိညာဉ်တော်နေရာပေးတယ်ပြောရင်းနဲ့ဘာလဲဆိုတော့အချင်းလေးတပုတ်ရစာသားတကြောင်ပေါ့နော် I'll coming back to you I'll come running back to you ကိုရောထန်လို့ပြေးလေးပြန်လှည့်လာပြီဆိုတော့ရှောလုံးတစ်ချင်သူတို့သမီးပေါ်ဟိုပြန်လာပြီပေါ့နော်ကိုရောအပြေးလေးလှမ်းလာပြီလို့ပြောနေလှမ်းလာပြီဒါပြောတော့နာယူကြည့်နေကျမတို့လိုမျိုးလဲကိုရောဝိညာဉ်တော်ရေကဲဆိုစီးလာတယ်နာရလည်းချီနေတယ်ဒီလောက်ဝိညာဉ်တော်နဲ့လွတ်လဲသွားချင်နေတာပြောတာတကယ်နဲ့ကိုယ်တတ်မှတ်ချက်တွေကိုမကြောလို့ရကိုနိုင်ရလဲထုတ်ပြီးတော့ကိုရောချန်တို့အပြေးလေးလာနေပြီနော်သူတို့သမီးအပြေးလာနေပြီနာရလည်းကြည်တော့မယ်အဲ့လိုပဲအယူလိုပဲအဲ့အသွားအနေနဲ့အဲ့မှနေဘာလဲဆိုတော့ဖရပါပြောဆိုအချိန်မီတဲ့စကားလေးတစ်ခုပေးတယ်အချိန်မီအပြေးလာပါဆိုမှအချိန်မီပြေးလာဆိုဘာလို့နောက်ကျနေပြီလားအဲ့ဒါအဲ့အချိန်မီပြေးလာမယ်ကိုရောသူတို့သမီးကိုရောဟိုအချိန်မီပြေးလာပြီကိုရောစီလာပြီနော်ဖမ်းဆုပ်တယ်နော်ကိုရောဆိုတော့အဲ့လိုမျိုးဖြစ်လာတဲ့ချိန်မှာပဲတစ်ချိန်တည်းမှာဂီတာတီးတဲ့
တယောက်ကဘာတွေထားတိလဲဆိုတော့ तू ကလေမိုင်းတာတစ်ခုကို तू တီးလိုက်တယ်လုံးဝလေအဲ့ဒီဟာတွေကဘယ်လိုလဲသူတို့သားနဲ့သူတို့သမီးနဲ့ကိုဟိုတွေ့တော့မယ်သဘောပေါက်လားဒီဇလန်းလေးလို့ဆိုလို့ပေါ့နော်သူတို့သမီးကသူတို့သားစီအပြေးလာနေပြီအဲ့ချိန်မှာဒီကျမ်းပိုက်ရလဲပေါ်လာတာဟုတ်တယ်အဲ့မှာလေဟုတ်တာပဲသူတို့သမီးကသူတို့သားကိုညတကောင်ကြီးလည်းရှာတာပဲမနဲ့လည်းရှာတာပဲနေ့လည်းရှာတနေ့ကုန်ရှာတာပဲသူကင်းဆောင်နေလဲသူကြောတာပဲဆိုအဲ့လိုဖြစ်နေသေးတအောင်တဝက်ရောက်နေပြီဒါတော့မှနိုင်ရကြည့်တော့နိုင်ရိုးကြည့်တော့မှဘလောက်တော့မှဘာသာကြီးဘလောက်တော့ကန့်သက်ချက်တွေများလဲဆိုပြေးလာပြီကိုတော့အချိန်မီပြေးလာပြီသားပြောတာသူဘက်သွားလိုက်နိုင်ကြည့်လိုက်လူကဟိုရှောင်းလိုက်ဒီရှောင်းလိုက်အဲ့ဒီမှာနေဖေရပါပြောလဲဆိုအေးတဲ့နေ့ရဲ့ကန့်သက်ချက်တွေကိုကြော်သွားမှနေငါ့ကိုတွေ့ပြီနေ့ရဲ့ကန့်သက်ချက်တွေကိုကြော်သွားမှငါရောက်စေချင်တဲ့ခီးပန်းတန်ကိုနေရောက်မယ်ငါရဲ့ကန့်သက်ချက်နိုင်ရကြည့်နေတော့ဘူးဆိုရတယ်သိတယ်နိုင်လုံးဝမကြည့်တော့ဘူးကဲဖြစ်ချင်ရဖြစ်စတဲ့နိုင်ပဲထိုးညတကောင်ပဲကြော်ဟိုကလုံးဝကိုကမျောချလိုက်ရတယ်ဒီစီးเจ้าထဲမှာမျောချလိုက်ရတယ်အဲ့လိုဖြစ်လဲဖြစ်သွားဟုတ်တယ်ကိုရောဆိုတော့ねကိုအဲ့လိုဖြစ်တဲ့အချိန်မှာကျမလည်းအမှတချင်းတစ်ပုတ်လေးထွက်လာပြီပေါ့နော်အချိန်မီအပြေးလေးလှမ်းလာပြီကိုရောထန်တို့အပြေးလေးလှမ်းလာပြီအချိန်မီပြေးလှမ်းလာမယ်ပြီးဘယ်အရာကမှမစည်းတားနိုင်တော့ဘူးဘယ်အရာကမှမစည်းတားနိုင်ဆိုတော့အဲ့ဒီကင်းဆောင်အဲ့ဒီဘာသာကြီးကန့်သက်ချက်တွေငါဒီလောက်ပဲခံနိုင်တော့တယ်အဲ့ချိန်မှာခေါင်းနေတယ်ဒီမှာတစ်စစ်စစ်တော့နာနေပြီနာပြီမဲ့ခန္ဓာကိုယ်ကမလိုက်နိုင်တော့ဘူးစိတ်ကလည်းမလိုက်နိုင်တော့ဘူးကိုယ့်ရဲ့တတ်မှတ်ချက်တွေကန့်သက်ချက်တွေကလည်းမလိုက်နိုင်တော့ဒါပေမဲ့အဲ့ဒီအဆုံးထိခန္ဓာရဲ့အဆုံးထိကိုသွားစီးရဲ့အဆုံးထိကိုသွားရုံနဲ့မကဘူးကြော်ရမယ်ကိုကငါဒီလောက်ပဲသိခံနိုင်တယ်နော်ငါဒီလောက်ပဲတော့ငါဒီထိပဲနော်ငါအဲ့တဲ့ပို့ပြီးသိမခံတာငါအဲ့လောက်ပဲငါငွေကြီးငါဘတ်ဂျက်ကဒီလောက်ပဲငါတတ်နိုင်တာနော်ငါရဲ့နောက်ဆုံးကဒါအထိပဲဟုတ်တယ်သွားလိုက်အောင်သွားပြီးရင်ပါတယ်အဲ့ဒီအဆုံးကမှထက်ကြော်ရအောင်ကိုယ့်ရဲ့တတ်မှတ်ချက်တွေကိုယ့်ရဲ့စ조사အားထုတ်မှုတွေရဲ့အဆုံးထိကိုသွားကိုမစ조사နိုင်တော့တဲ့အထိလက်မြောက်ရှုံးပြီးခြေကုံလက်ပန်းကြတဲ့အထိကိုဆက်သွားအဲ့ဒီလိုသွားလိုက်တော့မှအနည်းငယ်လွန်ပြန်လျင်ငါရဲ့ဝိညာဉ်ချစ်တော်သူကငါရှာတွေ့အဲ့ဒီတော့မှပဲငါ့ကိုတွေ့မှာအဲ့တော့မှငါရောက်စေချင်တဲ့ပိုင်းတိုင်းကိုရောက်မှာအဲ့ဒီတော့မှအရောက်ကြီးရောက်တော့လားအဲ့နဲ့ဆိုရဲကျွန်မတချင်းနေဆိုရဲ prophetic အဲ့ဒီဆိုကြတယ်အကုန်လုံးကိုယ်ွယ်ကြတယ်လုံးကြတယ်အားလုံးလည်းပြီးသွားပြီးတော့ခဏလေအလိုနိုးသွားတဲ့အခါလဲကြောက်နိုင်ကြည့်လိုက်တော့နိုင်ယူဘက်ပဲအရန်လည်းမနောက်ကြပါဘူးဒါပေမဲ့အချိန်လေးတော့ပေးရတယ်ဗျအဲ့နဲ့အပြန်မှာကျမညီမလေးတယောက်နဲ့ပြန်ပြီးတော့သူ့ပဲပြောဖြစ်တာပေါ့နော်လို့ငါလို့အမှန်တော့လို့ကိုကတော့ဘယ်လိုခေါ်မလဲလူအနေနဲ့တော့ကိုချင်းစားတယ်လူအနေနဲ့တော့အားလုံးအတွက်စဉ်းစားပြီးတဲ့ကိုဆိုရဲကိုလည်းသိစေချင်တာကိုလူကလည်းနည်းနည်းလေးကိုကအမှတ်ကလည်းယူချင်တော့ငါစောပြီးချင်တာသူတို့များအရန်နောက်ကြလို့နည်းနည်းပြောချင်မလားဆိုပြီးတော့ကိုယ့်ကိုမလုံမလဲနဲ့ငါလေ9နိုင်ကြတဲ့ငါလေရက်ချင်နေတာဒါပေမဲ့ဝိညာဉ်တော့မရဘူးဒီလိုပြောသိစေပါပဲနားလဲပါတယ်နော်ဝိညာဉ်တူရဲ့လူချင်းချာနားလဲပါတယ်ကျမတို့တခါကြရင်ကိုယ့်ရဲ့အိမ်ပြန်စောပြန်လာတော့ကောင်းတော်များလဲဝိညာဉ်တော်တကယ်အလုံးလုံးပြီဆိုရှင်တော့ကိုယ့်ရဲ့အချိန်တွေကန့်သက်ချက်တွေပုံလုံးတော့ကျမတို့ပေးနိုင်ဖို့လိုအပ်တယ်ဝိညာဉ်တော်မပါဘဲနဲ့စိတ်အားထက်သန်တက်ကြွပြီးလက်ဖေးဆိုင်မှာညာလုံးပေါက်ထိုင်တာတော့လာမပြောနဲ့အစည်းအဝေးဖះเจ้าတော့ပြောတယ်ဒါပေမဲ့ဝိညာဉ်တော်မပါတဲ့စည်းဝေးတွေမှာနောက်ကျနေတာလဲလာမပြောနဲ့တော့အဲ့ဒါတော့စင်းနဲ့ထက်ဖို့မတက်နိုင်တော့ဒါဒီနေ့စိတ်ခေါ်ခြင်းတယ်ကျမတို့အဲ့လိုပဲတဲ့ပဲပြောခြင်းတယ်တကယ်ရည်စည်းပြီးတကယ်ဝိညာဉ်တော်လာပြီဆိုတော့ပေးလိုက်ဘာမှစဉ်းစားမနေနဲ့အာမင်အဲ့လိုတတ်တိလဲလိုအပ်တယ်ဘုဒ္ဓသမီးကအဲ့လိုမျိုးတတ်တိလိုအပ်တယ်အဲ့လောက်ထိစွန့်စားရဲမှကိုယ့်ရဲ့ခန္ဓာရဲ့အဆုံးသတ်မှတ်ချက်တွေအဆုံးဒါမကောက်အဆုံးကကြော်ပြီးတော့သွားလိုက်အဲ့ဒီကင်းဆောင်နေအနည်းငယ်လွန်လိုက်တာနဲ့တလန်းနှစ်လန်းလား4-5ဆန်လန်းလားတော့မပြောတတ်ဘူးเนาะတခါကြရင်လဲခြေလန်း30လောက်လှမ်းပြီးမှတွေးချင်တွေးရမယ်အတိအကျတော့တယောက်နဲ့တယောက်မတူဘူးသိလည်းမသိဘူးကျမလည်းအဲ့လောက်တော့ format အတိအကျမရှိဘူးဒါပေမဲ့အနည်းငယ်လို့ပြန်တော့
တွေ့မယ်တွေ့ပြီးလဲပါလေအမြဲဆိုစုပ်ကန်အောင်အာမင်တွေးတော့တွေးပါတယ်ဒီနေ့တော့ခီးတော့ရောက်သွားပါရဲ့အရောက်ကြီးတော့ရောက်ခဲ့ပြီမဲ့ဆက်ပြီးမစုပ်ကန်ထားရင်လေဒီနေ့နိုးထမှုကဒီနေ့အတွက်ပဲပြီးသွားတယ်နောက်နေ့မှာဒုံညံ့ဖုတ်လိုက်အသင်းတော်နိုးထမှုပဲဖြစ်မှာအာမင်ဖုတ်လိုက်နေပဲဖြစ်အောင်ပါပဲဖြစ်ခဲ့လို့ပါကျမတို့ကိုယ်တိုင်တကယ်ဖြစ်ခဲ့လို့ပါဆိုတော့ဆွဲမြဲဆိုတာစုပ်ကန်ပြီးတော့ခေါ်လာခဲ့ပြီးရင်ကျမတို့လုံးဝထိုသခင်နဲ့အတူလှုပ်ဆောင်မှာပဲဝိညာဉ်များစွာမွေးမှာဖြစ်တယ်အာမင်ဒါအသင်းတော်ယနေ့ပြောနေတဲ့စကားအဲ့မှနေဖေကကျမပြောတယ်အသင်းတော်ဒီနေ့ပြောတာအချိန်မီငါစီအပြေးလှန်လာရှာတော့အမလေးတချို့တွေကသူတို့လည်းမူသေးတယ်ပြီးသူတို့ကပဲသူတို့သားပဲငါ့ကိုပြန်လာရှာမှာပါစောင့်နေသေးတယ် sorry အဲ့လိုမဟုတ်တော့နောက်ဆုံးတော့အချိန်နီးနေပြီနီးနေတဲ့အတွက်ကြောင့်မို့အချိန်မီငါ့ကိုလာရှာပါငါ့ထံကိုအပြေးလာကြပါအခုကြွလာမယ်ဖေကလေအရင်တခါလို့နော်စခွဲကနေတင်ငန်းစားမွေးပြီးတော့လူတွေကိုမြစ်တာရှင်နဲ့ကြွလာတော့မှမဟုတ်တော့တရားစီရင်တဲ့အရှင်နေနဲ့ကြွလာမှာဆိုတော့ဒီကနေ့ရှင်ဘုရင်ကျမတို့ရဲ့သတို့သားရှင်ဘုရင်ကိုချစ်ကြောက်ယူသေးပြီးလေးနဲ့ဆိုတာကိုးကွယ်ဖို့အတွက်အချိန်ကအလောက်မှမကြံတော့ဘူးအဲ့ဒီအတွက်ကြောင့်အသင်းတော်တွေပြောနေတယ်သတို့သမီးတွေပြောတယ်ငါစီအချိန်ကြီးပြေးလာပါရှာပါအာမင်ပြေးရင်မနေနဲ့အဲ့ရအပေါ်မှာပဲအချိန်ကုန်မနေနဲ့လာမှာပါလာခေါ်မှာပါဖေမညောနေတော့ဒီမှာတော့ no ဆိုတဲ့လူတွေတော့မရှိတော့ထင်ပါတယ်နော်ဆရာမြန်မာအစီအစဉ်မှာလာတဲ့သူတွေတော့ခြေခဲတဲ့အစာတော့စားလောက်ပြီလို့ထင်ပါတယ်နော် okay ဆိုတော့အားလုံးအသီးသီးတွေဒီခန်းမမှာရှိတဲ့လူတွေအားလုံးဟိုအနောက်ကမောင်တော်တွေနောင်တော်တွေညီကိုတော်တွေရောပါဝင်ပေါ့နော်မောင်လေးတွေတူလေးတွေတော့ပါတူလေးတော့ပါမလားမသိတော့ကျွန်တော်တို့အရွယ်နဲ့ဆိုအားလုံးရှိတဲ့နေရာမှာလေထိုင်နေရင်းနဲ့ပဲတစ်ခေါက်ပြန်ပြီးကိုပြန်ပြီးတော့ဆင်ခြင်ရအောင်ငါဘာကြောင့်ဒီနေ့ဒီနေရာမှာရှိနေတယ်လဲငါဘာကြောင့်ဒါတွေလုပ်နေလဲဘာကြောင့်အမှုတော်မြတ်မှာပါဝင်နေလဲဘာကြောင့်ပျော်နေရလဲပြန်ပြီးတော့ဆင်ခြင်ရအောင်ပြန်ပြီးကိုဆန့်စစ်ရအောင်ဝိညာဉ်တော်ဟာမိခွက်နဲ့ကိုစစ်ဆေးနေတာဖြစ်တယ်ဒါလေကျမတို့ကိုထိလို့နာတာလားအသင်းတော်ကိုထိလို့နာတာလားဖះကိုထိလို့နာတာငါလုံနေရလို့ဆိုပြီးတော့ကိုပဲကြည့်ပြီးကိုအတွက်ပဲကိုနာနေတာလားပြန်ဆက်စစ်ရအောင်ဖះကလှုပ်ခါလိုက်ပြီနောက်ဆုံးကြံခဲ့တဲ့အရာဖះပဲဖြစ်အောင်တင်းရဲ့ငွေကြေးကြောင့်တင်ပါဝင်နေတယ်ဆိုတင်းရဲ့ငွေကြေးဖះလှုပ်ခါလိုက်တင်းကဒီရည်ရွယ်ချက်ကြောင့်ဒီခေါင်းစဉ်ကြောင့်ဒီအကြောင်းပြချက်ကြောင့်လို့ပြောရင်အဲ့ဒီအချက်တွေတစ်ခုပြီးတစ်ခုဖះလှုပ်ခါသွားတယ်နောက်ဆုံးဘာမှမရှိတော့တဲ့အချိန်မှာငါကြောင့်လားဘသူကြောင့်လဲဆိုတော့ဖះကအဖြေရှာနေဒီနေ့ဖះငါမခိုင်းမဲ့နဲ့လှုပ်နေကြအပူအလုပ်တွေလှုပ်ငါပြောတာတွေကိုမပြောငါပြောတဲ့အတိုင်းလည်းမလုပ်ကြအပူပင်နေတယ်စူးစမ်းတယ်မပြောရတော့အောင်ပြောစရာမလိုတော့အောင်စူးစမ်းကြတယ်ဒါပေမဲ့ဒီစူးစမ်းမှုရဲ့မောင်းနဲ့အာဟာဘာလဲငါ့ကိုချစ်လို့လားကိုချစ်လို့အသင်းတော်ကိုချစ်တာလားအမျိုးကိုချစ်တာလားဘာကိုချစ်နေလဲကိုလုတ်ပိုင်ခွင့်တခုကိုရထားလို့ဒါကိုလက်မလွတ်ချင်လို့လားပြောရေးဆိုခွင့်ရှိနေလို့လားဘာလဲ
ချို့ကိစ္စတွေမှာဖះကိုယ်တိုင်ကမနာတဲ့ဥစ္စာတွေကျမတို့ကအသင်းတော်ချစ်တဲ့စိတ်နဲ့နာတယ်ခရိယန်ဘာသာကိုစော်ကားလို့နာနေကြတယ်ဒီနေ့ပြောချင်တယ်ဖះရှင်ကိုယ်တိုင်မနာတဲ့အရာတွေဖះရှင်ကိုယ်တိုင်ခွင့်ပြုထားတဲ့အရာတွေကျမတို့ဖះရှင်နဲ့ထပ်တူလက်ခံတတ်ဖို့တုတ်ပြန်တတ်ဖို့ဒီနေ့စိတ်ခေါ်ချင်တယ်ဒါဝိကဲ့သို့ကိုယ်စိတ်နှလုံးနဲ့ကိုယ်ဆွေးနွေးပါအတွင်းထဲမှာကြည်ညက်အောင်မေးပါဖះရှိမှဖြစ်တယ်ဖះရှိမှတင်စစ်စစ်ခံနေတာဖြစ်တယ်ဒီနေ့တရက်နဲ့တော့မလုံလောက်ပါဘူးနေ့တိုင်းစစ်စစ်ခံမှဖြစ်တယ်နေ့တိုင်း check up လုပ်ဖို့ဖြစ်တယ်ကိုယ့်ရဲ့ဝိညာဉ်ရေးအခြေအနေကိုအများနဲ့စစ်စစ်ခံမှပြင်ခံပါဖះမပါတဲ့စူးစမ်းအားထုတ်မှုအရာအလုံးကဘာသာရေးပဲဖြစ်တယ်။မာနနဲ့စူးစမ်းနေတာလေ။ကိုယ်ပဲလောက်ရတာများလာတော့မာနတက်လာတယ်။ငါပဲတောင့်ခံရတာငါဖြည့်ပေးနိုင်လို့ငါလုံနိုင်လို့ငါရှိနေလို့တော့ဆိုတော့ကိုပဲအမှတ်တွေပေးပြီးတော့အမှတ်တွေယူပြီးတော့မာနတက်လာတာဖြစ်တယ်။ဒီဖះနဲ့အတူကြည့်ပြန်ခံပါစူးစမ်းပါတန်ရှင်သောဝိညာဉ်တော်နဲ့အတူတက်တာလိုက်လျှောက်ရအောင်သူနဲ့သွားလာတတ်အောင်လေ့ကျင့်ရအောင်ဒီနေ့ရေသိမ်းဖို့ရန်အတွက်အချိန်ဘယ်လောက်မှမရှိတော့ဘူးဘိုးသမီးတွေကိုသူ့မှာပြင်ဆင်နေတာဖြစ်တယ်ဒီနေ့အချိန်မီအကျဉ်းစင်ခံမှာအချိန်မီအကျေးလှမ်းလာရအောင်ဒီနေ့ကျွန်မဝိညာဉ်ထဲကနေတကယ်မေတ္တာနဲ့ပြောနေတာဖြစ်တယ်တယောက်တည်းကြားရင်အဲ့တယောက်တည်းပေါ်မှာလည်းဖခင်အလုပ်လုပ်နေတာဖြစ်တယ်တယောက်တည်းကပဲလက်တွေ့ပြုပြင်သွားရင်အဲ့တယောက်ပေါ်မှာဖခင်အကြီးကျယ်အသုံးပြုမှာဖြစ်တယ်ဒီနေ့ကန့်သက်ချက်တွေအကုန်လုံးကိုချိုးဖျက်ပြီးတော့ဒုသားအရာဖန်ဆုပ်ရအောင်လှမ်းသွားရအောင်တင်းရဲ့ဖြစ်တည်မှုတင်းရဲ့ရက်တည်မှုတင်းမှာပိုင်ဆိုင်တဲ့အရာအားလုံးချိုးဖျက်ပြီးတော့ကြော်လွန်ပြီးတော့တင်းရဲ့ကန့်သက်ချက်တွေအားလုံးကြော်လွန်တင်းရဲ့သတ်မှတ်ချက်တွေစီးမြင့်စည်းကမ်းတွေထုံးနှံစင်လာတွေ program တွေ schedule တွေ
အချိန်စရာတွေအကုန်လုံးချိုးဖြက်ပြီးတော့သွားပါသင်ရဲ့ planning ဆွဲထားတာတွေအသင်းတော်ရဲ့ planning ဆွဲထားတာတွေအသင်းတော်ရဲ့ activities တွေ program တွေငါတို့ကဒီလိုပဲလက်ခံနိုင်တယ်ဆိုတော့အားလုံးကိုကြော်လွန်ပြီးတော့သွားပါအဲ့တော့မှရောက်ကြီးရောက်မှဖြစ်တယ်ဘယ်ညတော့တင်ပိုးဆောင်ပေးခြင်းတဲ့နေရာကိုတင်ရောက်မှဖြစ်တယ်ပန်းတိုင်းကိုရောက်မှဖြစ်တယ်ရောက်ရင်လည်းတင်မလွတ်တဲ့ဖမ်းဆုပ်တာမြဲမြဲဆွဲကင်တာအာမင်ဆွဲကင်တာပါတို့သမီးတယောက်ကဲတော့အတွင်းထဲကနေပြီးတော့အသေးရှာဖွေခြင်းနဲ့တူဒီအရာတွေဒီဘာသာရေးကန့်သက်ချက်တွေကိုကြော်လို့ပြီးကိုရောကိုရှာပါတယ်ကိုရောကိုလိုချင်ပါပြီလို့ဆုံးဖြတ်တော်သူများဘယင်ကိုရိုသေလေးမြတ်သောအဖြစ်မတည့်ရလဲကိုးကွယ်ရအောင်တင်ပြောလိုက်ပါတင်းနှုတ်ကနေပြောလိုက်ပါအားလုံးကျမအမိတ်မပေးဘူးနော်တင်းရဲ့ရွေးချယ်မှုတင်းဆုံးဖြတ်မှုနဲ့ဖျားရှိမှဂတိကုတ်ပြုပါငါတကယ်ကြော်သွားချင်လားဘာသာရေးတွေကိုငါကြော်သွားချင်ပြီလားငါရဲ့ကန့်သက်ချက်တွေငါကြော်ချင်ပြီလားကြော်ရဲမလားကြော်နိုင်လို့တော့မဟုတ်ဘူးကြော်ချင်နေတာစိတ်ကိုဆုံးဖြတ်လိုက်ပြီဆိုတော့တင်းဘီရင်တင်းရဲ့သတို့သားယေရှုကိုလေးမြတ်သောအားဖြင့်မတည့်ရလည်းဘီရင်ရှိမှစကားပြောပါကိုးကွယ်ပါတင်းနဲ့ဘုရားနဲ့ဂတိကုတ်ပြုရမယ့်အရာဖြစ်တယ်မန်မာနာတွေကိုကြောတင်းရဲ့ကန့်သက်ချက်တွေကိုကြောတင်းရဲ့ကြိုးစားမှုတွေတင်းရဲ့စိတ်အားထက်သန်တက်ကြွမှုတွေတင်းရဲ့နာခံမှုတွေတင်းရဲ့သစ္စာရှိမှုတွေအကုန်လုံးကိုစစ်ချလိုက်ပြီးတော့အားလုံးကိုကြောလွန်သွားတဲ့အခါမှာတင်းချစ်တဲ့ဘီရင်တင်းချစ်တဲ့သူတို့သားတင်းချစ်တဲ့ကယ်တင်ရှင်နဲ့တင်းဟာတွေ့ရမှာဖြစ်တယ်။အိုးအသင်းတော်ဒီနေ့အသင်းတော်သည်အချိန်မီသူတို့သားထံသို့ပြန်လည်ပြီးတော့အပြေးလာမယ့်အချိန်ဖြစ်တယ်။အိုးယေရှုဘုရားယနေ့ကိုရောထံသို့သူတို့သမီးများအပြေးလှမ်းလာကြပါမည်။ဘုသားမီးရဲ့တက်ဆွဲနိုင်ခြင်းမတက်ဆွဲနိုင်ခြင်းတွေကိုကြည်တာမဟုတ်ပါဘူး။ကိုရောကိုစားခဲ့တဲ့စိတ်နဲ့ပြင်းပြတဲ့ဆန္ဒမှန်ကန်သောပြင်းပြတဲ့ဆန္ဒကိုရောကိုပဲစားခဲ့တဲ့ပြင်းပြတဲ့ဆန္ဒတစ်ခုနဲ့ကိုရောထံသို့အပြေးလာပါမယ်။အိုးသားပြီးတော့ဘာမှမသိပါဘာမှလည်းမရှိပါဘူးကိုဘာမှမသိပါဘူးဒါပေမဲ့ဝိညာဉ်တော်ကိုရောပို့ဆောင်ပေးမယ်ဆိုတော့ယုံကြည်ပါတယ်။အိုးယေရှုအချိန်မီပြေးလဲလာပြီ။အိုးရာရာရှိရတဲ့နေမန္တရာနာခီယာရာနာဝနီနီစီယာရာနာကိုရာနာဝရီယာနေရေအိုးယုံကြည်ခြင်းမြင့်တင်တော်မူပါယုံကြည်ခြင်းများတုံးမြပေးပါခီယာရာနီယဆာစကားပြောရအောင်တင်းရဲ့ချစ်သူတင်းရဲ့ဘီရင်ရှေ့မှာရှိနေတဲ့စကားပြောပါခတ်လာလာမာရီယစေလာ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 မာလာလာဟာနာလာ
လာပြီးတော့ TV ပဲကြည့်ကြည့်စားနေတဲ့အချိန်မှာဖြစ်ဖြစ်ကားပေါ်မှာပဲရှိရှိလမ်းပေါ်မှာပဲရှိတဲ့နေရာထဲမှာကိုရောကိုပဲနားဆွနေပါတယ်ကိုရောကိုပဲရှာနေပါတယ်သူတို့သမီးတွေအပြင်းထန်အောင်ရှာနေပါတယ်အသေးအသေးအောင်ရှာနေပါတယ်ကိုရော
Today down low shabe my chip to see Nya uya le shabe Nene ya le shabe Nene ma le shabe Today down low shabe Today down low shabe My chip to see My chip to see Nya uya le shabe Cái đó tôi biết đi, đi cái sao mày sống cho nhau, nên đây giờ lấy sao mày, trên đây đã không sao mày, oh đi lo, ngay chết tu si, nhau nhà lấy sao mày hey, nên đây giờ lấy sao mày, trên đây đã không sao mày, ngay chết tu si, nhau nhà lấy sao mày. Cô cao chi bây giờ chi bay ao, Hallelujah, cô nói Giêsu đến đây, ô ta đi bộ xin nhớ con đi để Giêsu đến đây, vì như nó bây giờ cô nói chuyện nhớ đến phố sang đi để Giêsu đến đây, ô ta đi đi, lấy mình lên trò cô nói cùng nhẹ phép sâu thả vào, cô nói cùng nhẹ phép sâu thả vào, cô nói cùng mình lên trò vậy này tên nó đi Giêsu cô lấy mình lên trò vậy này tên nó đi u ta từ đâu đi, từ đâu ta cô biết đâu mà lấy mình lên trò bà bé lo bé nhà mà bé xí bé lo chi này mà bé trồng mì này mà chết sao này làm mình lo bảo trao mua mà ăn quay khai này làm mình lo bảo luyện gì mà chết sao này làm mình lo bảo chạy quay mà xí này làm mình lo bảo bé lo khép khép như mà số bé lo ăn như mua nhà mà số cô lo cô làm mình lo bảo chỉ này tên nó thì cô lo này tụi ăn như này xí bà đấy ôi như này tụi tôi mi thì cô lo này tụi tôi ta này tụi ăn như này xí bà đấy ăn quay khai này xí bà đấy ôi vì nó phía cô lo xinဆက်လက်ပြီးပို့ဆောင်ဖြစ်လို့ကျေးဇူးတင်တယ်ဆက်လက်ပြီးတော့သတို့သားထံသို့ပို့ဆောင်ရုံသာမကသတို့သားနဲ့တလုံးတဝရဲဖြစ်ဖို့တသားရဲဖြစ်ဖို့ရဲ့အတွက်ဝိညာဉ်တော်ဆက်လက်ပြီးမဆောင်မှာဖြစ်လို့ကျေးဇူးတင်ပါတယ်ဒီနေ့တော့ကွက်တော်များအတွက်ကိုရောကိုပဲပြည်ပြီးဘုန်းကြီးချက်အလုံးစုံပေးအပ်ပါတယ်ဘုရင်ယေရှုသတို့သားယေရှုကိုရောတပါးတိသားလေးဒီနေရာမှာဘုန်းကြီးချက်အလုံးစုံခံထိုက်ပါတယ်ကိုရောကိုပဲချီးမြှောက်ပါတယ်နေ့ရက်တိုင်းမှာကိုရောကိုလက်မလွတ်တမ်းဖန်ဆောင်နိုင်ဖို့အတွက်ဆက်လက်ပြီးတော့ပို့ဆောင်မှာဖုတ်လိုက်နိုးထမှုမဟုတ်တော့ဘဲနဲ့တီကြည်သောတီမြဲသောရင့်ကျက်သောပြေဝသောကိုရောကိုချစ်ချင်းနဲ့တီကြည်မှုနဲ့တီးသောအသီးများကိုတီးနိုင်သောအသင်းတော်ဖြစ်ကိုရောဆက်လက်ပို့ဆောင်မှာဖြစ်လို့နာမတော်ကိုချီးမွမ်းပါတယ်တရှင်တော်ဝိတော်ဘုရားဘုန်းကြီးချီးမွမ်းခြင်းဂုဏ်ပြုခြင်းအလုံးစုံပြန်လည်ပေးအပ်လဲအမျိုးတို့တလုံးတဝတဲ့ကိုရောနာမကောင်းချီးပေးတဲ့ကျေးဇူးတော်ချီးမွမ်းကြပါတယ်ဖာမြတ်စွာသောဘုရားသခင်ဟာလေလုယာလက်ခုပ်တီးလက်ဖျားချီးမွမ်းရအောင်ဟာလေလုယာဟူးအာမင်ရောက်စင်ရဲ့ပေါ်မှာဖျားရှင်တွေအထူးပဲအသစ်တော့ကောင်းကြည့်မိလားများပေးပါစေတက်ရောက်ပါစေလက်စုပ်လက်ကဖမ်းမိကြပါစေအာမင်သင်တို့ရောက်စီတဲ့ရဲ့အရှိနောက်တောင်မြောက်အထက်အောက်အထိခိုက်မရှိရသင်တို့ရောက်စီတဲ့ပေါ်မှာလည်းဖျားသခင်ရဲ့ချမ်းသာခြင်းကြွယ်ဝခြင်းကောင်းချီးမင်္ဂလာဖြစ်ပြတက်ရောက်ပါစေအာမင်
ယေရှုနာမနဲ့ကောင်းချီးပေးပါတယ်ရောက်စီတိုင်းကျေးဇူးတင်ပါတယ်ကြံထိုင်ရအောင်နော်ပြီးပြီလားအားလုံးပဲကျေးဇူးတင်ပါတယ်ဓမ္မဟုတ်ကဲ့ကိုတကယ်ပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ prophetic worship နဲ့ပတ်သက်ပြီးတော့အများကြီးလဲကျွန်တော်တို့ worship team ကိုလည်းလက်တွဲခေါ်ပြီးတော့ကျွန်တော်တို့အတူတကွပြုတ်ကိုကိုရတော့ခွင့်တို့သမီးနဲ့တို့သားချောင်းလည်းကောင်းမှုဆောင်နဲ့ဆိုင်ဆုံးတဲ့ကိုခေါ်ဆောင်တော့ခွင့်ရတဲ့ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်တော်ဝိညာဉ်တော်လည်းကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ကိုယ်ကွယ်မှုစီစဉ်ကျွန်တော်တို့အလှူတော်ငွေကောက်ခံခြင်းအပြင်ကျွန်တော်တို့ဆက်လက်သွားမှာဖြစ်ပါတယ်ဒီပြိုင်တဲ့ထဲမှာပဲကျွန်တော်တို့အဆုံးသက်တဲ့ခြင်းပေါ်တော့တည်ဆိုခြင်းနဲ့လည်းပြုလုပ်သွားမှာဖြစ်တယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဆီယမမာငါကျွန်တော်တို့စတောင်းကောင်းကြီးပေးပြီးတော့ကျွန်တော်အဆုံးသတ်မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမတည့်ရအောင်လူတော်ငွေကောက်ခံမှာဖြစ်ပါတယ်နောက်တစ်ပတ်ကျွန်တော်တို့ပွဲတော်ရှိမှာဖြစ်ပါတယ်အဲဒါကြောင့်အရောက်စီတိုင်းမှာပြတ်မကွက်လာကြပါလို့ကျွန်တော်မြန်မာပိုင်းစီစဉ်နေပြီးတော့ဖိတ်ခေါ်လိုပါတယ်ကျွန်တော်တို့အလူငွေလာထဲလို့ရပါပြီယေရှုကြောင့်လက်ချင်နေသူအဆုံးမဲ့မြတ်တာနဲ့အမြဲတမ်းချင်နေသူယေရှုကျွန်တော်တို့ကောင်းမြတ်ဆုံးသူနိုင်လို့မရတဲ့မြတ်တာရှင်ကျွန်တော်ရဲ့ဆွမ်းကိုဖြစ်နိုင်တဲ့နိုင်တဲ့ရှာတွေယေရှုဖျားရဲ့မျက်မှောက်မှာဝိညာဉ်ကိုယ်နဲ့ဖြစ်တည်လို့လည်းဖြစ်နိုင်တော့ရမရှိပြီဘဝမရှိဖြစ်ယေရှုအသက်လည်းကြီးတမတရားခသိန်းတော့ရှာတွေမစင်ရဲ့ပိုင်တာသူကျွန်တော်ရဲ့ဘယ်မှာရှိနေမှတော့ဘဝဟာပြီးွားရှိနေခြင်းသည်ပြုလေသမျှမှာ